ဦးဇင်းတို့ရှင်းနာရီ15မိနစ်ရှိပါပြီပေတပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ရှင်ရေဝေချောင်းချမ်းသာချောင်းတရားကောင်းစေတနာရီခွဲခန့်မြနာယူကြည်ညိုကြအာယုံပြုကြနှလုံးသွင်းကြရအောင်ဒီကနေ့1382ခုပြာတော်လာပြီကျော်9ရက်နေ့ညတောင်ဥက္ကလာပမြို့နယ်ဒီရက်ကွက်သူမင်္ဂလာလမ်းကေတုမာလာရိပ်သာမိသားစုများရဲ့ပြင်စမအကျဉ်းမြောက်ဓမ္မသဘင်မှာဦးဇင်းတို့ပေတပေါင်းသူတော်ကောင်းတို့ကိုဒီကနေ့တတိယညအဖြစ်ဖြင့်မြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေကိုဟောခွင့်ရပါတယ်ပေတပေါင်းသူတော်ကောင်းတို့လည်းပဲမြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေကိုနာယူကြည်ညိုခွင့်ရကြဒီတော့မေတ္တာမောင်တော်ကောင်းတို့ဒီကနေ့ညဦးဇင်းတို့ပါတရားဟောမှာလေဆိုလို့ရှိရင်တန်ယုတ်တနိကေအာဂါထဝေကတန်ယုတ်ပါဠိတော်မှာလာရှိတဲ့စာလိုကတော့ဝိတ္တသုတ်တံလို့အဲ့ဒါလိုနာမည်ပေးထားနတ်သားတစ်ပါးကမြတ်စွာဘုရားကိုသူသိခြင်းနဲ့ပြဿနာ၄ချက်၄ပါးအဲ့ဒီပြဿနာ၄ချက်ကိုမြတ်စွာဘုရားဖြေတော်မူထားတယ်အဲ့ဒီအဖြေတွေဟာလူလောကအတွက်အဖို့အနက်ကထိုက်တန်တယ်လို့ဦးဇင်းတို့ရဲ့စိတ်ထဲမှာယုံကြည်ပါတယ်ဟုတ်လားဒီကကြီးမကြီးမြတ်မှန်ပါဗျာမေးရတာလွယ်တယ်လို့အဖြေမှန်ကိုဖြေဖို့ကြတော့အင်မတန်ခက်ခဲပါဖြေတဲ့အဖြေဟာမှန်ဖို့လဲလိုတယ်နော်ဒီကကြီးမကြီးမြတ်အဲ့တော့ဒီကနေ့တို့ကြားရနာရမယ့်တရားဒေသနာတွေဟာမြတ်စွာဘုရားရဲ့တက္ကယုဒ္ဓဉာဏ်နဲ့သိတော်မူမြင်တော်မူလို့တကယ်ကိုအကျိုးရှိရာရှိကြောင်းအဖြေကောင်းနေလို့စိတ်ထဲကတရားတော်မြတ်ကိုတန်ဖိုးထားပြီးတော့တရားတော်မြတ်ကိုမြတ်နိုးပြီးတော့လေးလေးစားစားယူယူတည်တည်နာယူကြည်ယူကြစေခြင်းနဲ့တရားကောင်းစဉ်ကိုတော့အဲ့ဒီအဖြေလေးခုတည်းမှာဦးဇင်းတို့နောက်ဆုံးအဖြေအဲ့ဒါလေးကိုတရားကောင်းစဉ်ဦးဇင်းတို့တက်ချင်ပါအတိနဲ့နေတာအမျက်ဆုံးအဲ့ဒါလိုတက်ချက်နော်ဒီကကြီးမှန်ပါဗျာလူလောကကြီးမှာတရားပြီးတည်းရဲ့အသက်ရှင်သန်ပြီးတော့နေကြတာပဲနော်တလားပြီးတလားတနေ့ပြီးတနေ့တနာရီပြီးတနာရီတမိနစ်ပြီးတမိနစ်တစ်စက္ကန့်ပြီးတစ်စက္ကန့်ဒီတည်ခြင်းတရားတွေကိုမရောက်မချင်းရောက်သွားပြီးတော့ရှင်သန်မှုအနေနဲ့နေနေကြတာနော်ဣရိယာပုအနေနဲ့ပြောမယ်ဆိုရင်လည်းသွားတဲ့အခါသွားလို့ရက်တဲ့အခါရက်လို့ထိုင်တဲ့အခါထိုင်လို့လျောင်းတဲ့အခါလျောင်းလို့ပြောလို့ဆိုလို့နေတိုင်းအချိန်နဲ့အမျှဘာလို့နေကြတာလဲနေကြတာတိတ်တည်းဘာလို့နေကြတာလဲနေကြတာအဲ့ဒါကိုပဲအသက်ရှင်သန်မှုလို့ဒီလိုပြောကြတာနော်ဒီအဲ့ဒါလိုနေကြတဲ့ဘဝမှာပစ္စည်းတွေအများကြီးကိုပိုင်ပြီးတော့နေရတာကမြတ်သလားဂုဏ်တွေအများကြီးကိုပိုင်ပြီးတော့နေရတာကမြတ်သလားဟုတ်လားဟာဆွေမျိုးတွေနဲ့ပျော်ပျော်ပါပါတကယ်ကိုတိုက်တိုက်ဝင်ဝင်ကြီးနေရတာကပဲတကယ်လူကြည်ကျိုးနတ်သလားနေနီးထိုင်လေးကအမျိုးမျိုးရှိအဲ့ဒီလိုနေကြထိုင်ကြတဲ့နေမျိုးစုံထဲမှာမြတ်စွာဘုရားရဲ့အလိုတော်ကြတာအသိဉာဏ်နဲ့နေရတာအမျက်ဆုံးသောနေခြင်းပဲအင်မတန်ဖူးတန်ပါတယ်နော်ဒီကကြီးမှန်ပါနေတော့နေနေတာပဲဒီအချိန်ကိုဒီနေခြင်းကိုရပ်တန့်ထားလို့မရဘူးတမိနစ်လေးတစ်စက္ကန့်လေးတောင်ရက်ထားလို့မရဘူးအမြဲတမ်းသွားနေရတယ်သမပြေးထားတဲ့နိုင်တစ်လုံးလို့ချက်နဲ့အမြဲတမ်းမလုပ်နေရတယ်လေသွားနေရတယ်နေနေရတယ်နေခြင်းဒီဖြစ်စေမနေခြင်းဒီဖြစ်စေနေနေရတယ်အဲ့ဒီလိုနေနေရတဲ့ရှင်သန်မှုတွေမှာအသိဉာဏ်နဲ့ရှင်သန်ရတာအသိဉာဏ်နဲ့နေထိုင်ရတာဟာအမျက်ဆုံးပါပဲဒါလေးကိုဦးဇင်းတို့ကအလေးနဲ့ဆုံးလို့သဘောကျလို့တရားကောင်းစဉ်ကိုအတိနဲ့နေတာအမျက်ဆုံးလို့အဲ့ဒါလိုခေါင်းစဉ်တက်ဟုတ်လားမှန်ပါဗျာဒီဒါကြောင့်ဒီနေ့ညဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုတိတရားတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်တိဟုသောပညာကို
ထိုကရုဏာကိုပညာကုန်နှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုသိမြတ်လို့ရှိခိုးပူဇော်ကြအောင်စို့ကရုဏာတိတလဟရယပညာပိသောတဝိဟတမောဟတမံပန္နရမရလောကကရုံဝိတုကတံဂတိဝိမုတ္တံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်ဤမြတ်သောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပိသောတဝိဟတမောဟတမံအရဟတမေတိဟုသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖယ်ခွာတော်မူပြီးထသောသန္တရမရလောကကရုံလူနတ်မြမတတဝါနန္ဒတို့၏ကြောင့်ဒီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လေးဖြစ်တော်မူပါ၏ထသောဂတိဝိမုတ္တံဒီဝမနုဿန္တိရယနှင့်ပေဒတပိသံလာယရှင်ငါးတန်သောဂတိတို့မှာလေအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံသတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပရမညာကဲ့သို့ပြတ်သားတင်သိမြင်ပေတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမယတရားပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမမမှုယုံနာနှစ်ပြားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနိဝနာမကာယဝစီမနောကြည်၍သုံးဤဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်ဆောင်မိုးကရှိကိုဥညွတ်ပါ၏မြတ်စွာဘုရားဝိတ္တသုတ်တံလို့ပါဠိလိုအဲ့ဒါလိုခေါင်းစဉ်တတ်ထားတဲ့သုတ်တံတစ်ခုအတိနဲ့နေတာအမျက်ဆုံးလို့ဟုတ်လားဒီတရားတော်ကိုစတင်ပြီးတော့နာယူကြည်ညိုကြရအောင်ဘုရားရှင်ကိုယ်တော်မြတ်သာဝတိပြည်မွန်ဇေတဝန်ကျောင်းတိုက်မှာတရင်သုံးတော်မူစဉ်ခါကာလတခုသောညချမ်းကာလမြတ်စွာဘုရားရဲ့ထံတော်ဘာကိုနတ်သားတစ်ပါးချင်းကပ်လာတယ်အဲ့ဒီချင်းကပ်လာတဲ့နတ်သားကအကြောင်းမဲ့ချင်းကပ်လာတာမဟုတ်သူသိလို့တဲ့ပြဿနာမေခွန်းလေးခုကိုလက်ဆောင်အနေနဲ့ယူလာပြီးတော့မြတ်စွာဘုရားထံတော်ဘာကိုရောက်လာတာအဲ့ဒီမှာသူမေးလို့မြတ်စွာဘုရားကဒီအမေးတွေကိုဖြေခဲ့တာဒီအဖြေတွေကိုဖြေခဲ့လို့သံဃာတော်တွေအဆက်ဆက်သေယူခဲ့လို့ဦးဇင်းတို့အခုပြောခွင့်ရတယ်ပေတတော်နားထောင်ခွင့်ရတယ်ဒီနတ်သားလေကျေးဇူးတင်တရားပုဂ္ဂိုလ်တွေကတူးပေါ့နော်တခါကြီးမိုက်မယ်မှန်ပါဗျာသူကဗာမေးလဲဆိုတော့ကိန္ဒုရာဝိတံပုရိသတ္တတေထံကိန္ဒုသူစိန်သောဒုက္ခမဝဟတိကိန္ဒုဟဝေသာရုတရရတနံကထာဇီဝိဇီဝိတမာဟုတိထံဗာဏိဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားဣဒာဤလောကကြီးမှာပုရိသနာယောက်ျားမိန်းမတို့ရဲ့တိဋ္ဌအမြတ်ဆုံးသောဝိတ္တဥစ္စာတွေကကိန္ဒုအဘေယဝါနိဖေယဟောဒီလောကကြီးမှာအဖို့အနက်ကအထိုက်တန်ဆုံးသောတန်ဖိုးအရှိဆုံးသောဥစ္စာပစ္စည်းဆိုတာဘယ်လိုဥစ္စာလဲဒါနံပါတ်1မိကွန်းကိန္ဒုရာဝိတံပုရိသတ္တတေထံကိန္ဒုသူစိန်သောဒုက္ခမဝဟတိသူစိန်သောကောင်းစွာကျင့်သုံးအပ်သည်ရှိသောကိန္ဒုဘယ်လိုတရားသည်ဒုက္ခချမ်းသာကိုအာဝဟတိဆောင်ခြင်းလို့ပေးနိုင်ပါသည်ဖေယကောင်းကောင်းမွန်မွန်လေ့ကျင့်မယ်ဆိုလို့ရှိရင်ဘယ်လိုအရာဟာတတ္တဝါတွေကိုချမ်းသာဒုက္ခပေးနိုင်လိမ့်မလဲဒါဒုတိယမိဂွန်းကိန္ဒုဟဝေသာဓုတရံရတနံရတနာယနာတကာယတာတို့တွင်ကိန္ဒုဘေယရာ၏သာဓုတရာကောင်းဆုံးသောယလာပါနိဖေယအယတာပေါင်းများစွာရှိတဲ့အ내ကဘယ်လိုအယတာဟာလောကမှာအကောင်းဆုံးသောအယတာဖြစ်လိမ့်မလဲဒါတတိယမေကွန်းဟုတ်လားမှန်ပါဘူးကထာဇီဝေဇီဝိဓမ္မာဟုတိထံကထာဇီဝေဘယ်ကဲ့သို့သောအသက်ရှင်ခြင်းမျိုးဖြင့်
ဇီဝိတံသက်ရှင်နေကြတဲ့ပုဂ္ဂိုလ်တွေကိုတိဋ္ဌာအမြတ်ဆုံးသောသက်ရှင်ခြင်းဟူ၍အာဟုပညာရှိသူတော်ကောင်းတို့မိန့်တော်မူကြပါသည်ဖေယဘယ်လိုအသက်ရှင်ခြင်းမျိုးနဲ့အသက်ရှင်တာလောကမှာအမြတ်ဆုံးသောအသက်ရှင်ခြင်းမျိုးလဲဖေယတဲ့ဒါစတုထမြောက်မေခွန်းအင်မတန်အနှစ်သားပါတယ်လို့ဦးဇင်းတို့ယူဆမှာနော်လေကကြီးမိုင်းများလောကမှာတန်ဖိုးအရှိဆုံးသောပစ္စည်းဥစ္စာဟာဘယ်အရာလဲနော်ဟောဒီလောကကြီးမှာဘယ်လိုတရားတွေကတကယ်လေ့ကျင့်အားထုတ်လို့ရှိရင်ချမ်းသာဒုက္ခရနိုင်မလဲနော်တရားသာပေါင်းများစွာရှိတဲ့အ ਨੇ ကချိုးခြင်းဖတ်ဆံခါဟုတ်လားဖန်ခါအဲ့ဒါလိုကာမယတရှာနဲ့တွေ့ကြည့်လို့ရတာမျက်စိနဲ့မြင်ရတဲ့မြင်ခြင်းရဲ့အရာကကြားခြင်းရဲ့အရာကအရာသာပေါင်းများစွာရှိတဲ့အ ਨੇ ကဘယ်ရတာဟာအကောင်းဆုံးလဲဟုတ်လားအမျိုးမျိုးသောနေထိုင်အသက်ရှင်ခြင်းမျိုးအမျိုးမျိုးရှိတဲ့အထဲမှာဘယ်လိုအသက်ရှင်နေထိုင်ခြင်းမျိုးဟာအမျက်ဆုံးဖြစ်မယ်လေဒီလေးကိုမေးတာဒါကိုဦးဇင်းတို့ကထိုက်တယ်လို့အကျေဝိထာရချက်ပြီးတော့ပေသပေါင်းသူတော်ကောင်းတို့ကိုဒီမေးခွန်းလေးခုရဲ့အဖြေကိုမာတိကအနေထားပြီးတော့ဒီကနေ့ညတဏှာကြီးဝဲထက်မပူစီပဲနဲ့နော်ဒီတရားလေးကိုဦးဇင်းတို့နှလုံးသွင်းကြည့်ကြမယ်မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်အားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ကိုယုံကြည်ပြီးတော့တကယ်ကိုပဲတို့ရဲ့ဘဝမှာချမ်းသာဒုက္ခရမ်းစေရေးအတွက်အသုံးချမယ်ဆိုတဲ့စိတ်နဲ့လေးလေးစားစားမျက်မျက်နှုံနှုံတန်ဖိုးထားပြီးတော့မှတ်သားကြရအောင်နော်တခါကြီးမိုင်းတယ်ပထမမေးခွန်းကဘယ်အရာဟာအမျက်ဆုံးဥစ္စာလဲတဲ့စပြီးတော့မြတ်စွာဘုရားဖြေပါတာရိရာဝိတံပုရိသန္တတိထံဓမ္မုတုစိနောဒုက္ခမဝဟတိသစ္စာဝိတာရုတရရတနာပညာစီဝိဉ္စီဝိတမဟုတိထံဒေဝဗုဒ္ဓတိလူကြီးလည်းမေးလျှောက်လာတဲ့ဩနတဣဒဟောဒီလောကကြီးမှာပုရိသန္တာယောက်ျားမိန်းမတို့ရဲ့တိဋ္ဌအမြတ်ဆုံးသောဝိတ္တဥစ္စာတိကတတ္တံယရဏသုံးတန်နဲ့တကွာမိမိရဲ့အစွမ်းတတ္တိတွေကိုယုံကြည်ခြင်းလို့ခေါ်ရတဲ့တရားတရားပါပဲဒီလောကကြီးမှာအမြတ်ဆုံးသောဥစ္စာပစ္စည်းဆိုတာမြတ်စွာဘုရားရဲ့ဂုဏ်အည်အသွေးကိုယုံနေဒါဆိုရင်တရားတရားတို့ကိုယ်ကိုနေတဲ့မြတ်စွာဘုရားဟာလေကိလေသာအလုံးအပူဓာတ်အလောင်းဓာတ်အလုံးညင်နှမ်းမှုတွေအားလုံးမှာလုတ်ကင်းလို့စင်ကြယ်တော်မူတဲ့တန်ရှင်းတော်မူတဲ့ပဂတိအေးချမ်းငြိမ်းချမ်းတော်မူတယ်လို့မြတ်စွာဘုရားရဲ့အည်အသွေးကိုယုံတယ်နော်ဒီကိစ္စမှကြီးအဲ့ဒီလိုယုံနေဆိုရင်အဲ့ဒါပါလေတရားတရားတို့ကိုယ်ဝင်နေတဲ့မြတ်စွာဘုရားဟာချမ်းသာကြောင်းကိုလည်းသိတော်မူတယ်ဆင်းရဲကြောင်းကိုလည်းသိတော်မူတယ်အလုံးစုံကိုသိတော်မူတယ်လို့မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ကိုယုံနေဆိုရင်အဲ့ဒါပါလေတရားတရားအချင်းချုပ်လေးပဲပြောမယ်နော်အေးတို့ကိုယ်ဝင်နေတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောတော်မူခဲ့တဲ့တရားတော်ဆိုတာတကယ်ကျင့်သုံးလို့ရှိရင်ချမ်းသာဒုက္ခကိုတကယ်ပေးနိုင်တယ်လို့တရားရဲ့အပေါ်မှာယုံကြည်တယ်ဆိုရင်လည်းအဲ့ဒါလေတရားတရားတို့ကိုယ်ဝင်နေတဲ့အရိယာတန်ခါသီလသမารိပညာနဲ့ပြည့်စုံမူကြတဲ့သမုဒိတန်ခါအရှင်မြတ်တွေဟာကောင်းကောင်းကျင့်တယ်မှန်မှန်ကျင့်တယ်ဟုတ်လားလောကကြီးရဲ့ကုသိုလ်ကောင်းမှုဒီဟုသောမျိုးစေ့ကိုစိုက်ပျိုးကျဲချရာလေယာမြေကောင်းတစ်ဖွဲ့ဖြစ်တယ်လို့ယုံနေဆိုရင်အဲ့ဒါလေတရားတရားဒါကျေရနာမြတ်သုံးပါးရဲ့အစွမ်းတတ္တိကိုယုံတာအကျေပြောမယ်ဆိုရင်တညာလုံးပြောလို့မကုန်ဘူးနော်နောက်ထပ်အရေးကြီးယုံကြည်တရားကဘာလဲဆိုဒါလူငယ်တွေနားလည်အောင်တရားတရားကိုအရင်ရှင်းပြနေနောက်ထပ်ယုံတရားကဘာလဲဆိုတော့ချမ်းသာအောင်ဖန်တီးနိုင်တဲ့အစွမ်းဟာလည်းငါရဲ့အတွင်းတန်တမှာပဲရှိဆင်းရဲအောင်ဖန်တီးနိုင်တဲ့အစွမ်းတတ္တိဟာလည်းငါရဲ့အတွင်းတန်တမှာပဲရှိချမ်းသာအောင်လည်းငါပဲလုပ်နိုင်တယ်ဆင်းရဲအောင်လည်းငါပဲလုပ်နိုင်တယ်ငါရဲ့ချမ်းသာဆင်းရဲကိုဘယ်သူမှကျူးမကင်နိုင်ဘူးတကယ်စီတဲ့ငါရဲ့အတွင်းတန်တမှာရှိတဲ့စိတ်ကောင်းစိတ်မြတ်တွေကငါ့ကိုချမ်းသာအောင်လုပ်လိုက်ငါရဲ့အတွင်းတန်မှာငါအသုံးမကျလို့ဖြစ်ပေါ်လာတဲ့စိတ်ယုတ်မာတွေဟာငါ့ကိုဆင်းရဲအောင်လုပ်လိုက်အဲ့ဒါလိုမိမိရဲ့အတွင်းတန်မှာအတွင်းတန်မှာရှိတဲ့ကုသိုလ်ကံအကုသိုလ်ကံစာလို့ပြောတော့အဲ့ဒါလိုနော်လေကကြီးနော်
အဲ့တော့တကယ်စင်စစ်အဲ့လိုချမ်းသာအောင်ဆင်းရဲအောင်ဖန်တီးနိုင်တဲ့အစွမ်းတတ္တိဟာကိုယ့်အတွက်မှာဆိုရင်ဖြစ်ရင်တော့ကိုယ့်အတွင်းထဲမှာပဲရှိတယ်နော်ဘာမှကြောက်เสียရမလို့ကိုယ့်ကိုဆင်းရဲစေနိုင်တာဟာမကောင်းတဲ့စိတ်တစ်ခုပဲရှိနော်လေကကြီးမကြီးများဘာမှအားကိုးเสียရမလို့ကိုယ့်ကိုချမ်းသာစေနိုင်တာဟာကောင်းတဲ့စိတ်ပဲရှိအားကိုးခြင်းတပတ်ဆိုလို့ရှိရင်ကောင်းသောစိတ်ကိုသာလည်းအားကိုးရတယ်ကြောက်ခြင်းတပတ်ဆိုလို့ရှိရင်မကောင်းတဲ့စိတ်ကိုသာလည်းကြောက်တဲ့ဟုတ်လားလေကကြီးမကြီးအဲ့လိုဆိုးတာကောင်းတာတွေကိုဖန်တီးနိုင်စွမ်းဟာငါရဲ့အတွင်းတန်တန်မှာအပြည့်အစုံရှိနေတယ်အဲ့လိုကိုယ်စီချမ်းသာအောင်လည်းလုပ်နိုင်တယ်ဆင်းရဲအောင်လည်းလုပ်နိုင်တယ်လို့ကောင်းကံမကောင်းကံတို့ရဲ့အစွမ်းတတ္တိနဲ့တကွာကံကံရဲ့အကျိုးကိုယုံကြည်တယ်ဆိုလို့ရှိရင်အဲ့ဒါပါလေတရားတရားအဲ့ဒီယုံကြည်မှုတရားတရားသည်ဟောဒီလောကကြီးမှာယောက်ျားမိန်းမတို့အတွက်အမြတ်ဆုံးသောဥစ္စာပါဒါပထမအဖြေနော်လေကကြီးမကြီးများအေးဒီအဖြေလေးကိုဦးဇင်းတို့နည်းနည်းချင်းလေးဟိုတခုတခုကိုဦးဇင်းတို့အကျေကြီးမပြောပါဘူးနော်တရားတရားမှာဘာကြောင့်အမြတ်ဆုံးဥစ္စာဖြစ်ရတယ်လဲဝိတ္တအမြတ်ဆုံးသောဥစ္စာတနည်းအားဖြင့်အရင်အနည်းပစ္စည်းဥစ္စာတခုအရင်အနည်းနေနဲ့သုံးဆွဲမယ်ဆိုလို့ရှိရင်အတိုးတွေအမြတ်တွေအကျိုးတွေမရပါဘူးလားရမယ်အရင်ရှိရင်အတိုးတို့အကျိုးအမြတ်တို့ဆိုတာရှိလာတာနော်အဲ့လိုပဲတရားတရားတွေဟူသောအရင်အနည်းဒီပစ္စည်းဥစ္စာကုသိုလ်ကောင်းမှုတွေဟူသောအတိုးတွေအကျိုးအမြတ်တွေကိုအများကြီးဖြစ်စေယုံကြည်တဲ့လူမှာကုသိုလ်ဖြစ်တာဗျနော်ဘုရားကိုယုံတယ်တရားကိုယုံတယ်သံဃာကိုယုံတယ်ကိုယ့်ရဲ့ကောင်းနိုင်စွမ်းမကောင်းနိုင်စွမ်းကိုယုံတယ်ဆိုလို့ရှိရင်ကောင်းတာကိုသာလည်းလုပ်တော့မယ်မကောင်းတာကိုဆက်ဆုပ်တဲ့သဘောရှင်းနိုးတဲ့သဘောမဖြစ်ဘူးလားဖြစ်တယ်ဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားကတရားတရားမှာလက်နဲ့တူတယ်တဲ့ပိဋကလက်မရှိဘဲနဲ့ဘယ်ပစ္စည်းကိုမှယူလို့မရဘူးအဲ့လိုတရားတရားမရှိဘဲနဲ့ဘယ်ကုသိုလ်ကောင်းမှုကိုမှယူလို့မရဘူးအနာဘဝမယုံဘူးငရဲမယုံဘူးကောင်းတာလို့ရင်ကောင်းတာဖြစ်မဲ့လို့မယုံဘူးမကောင်းတာလို့ရင်မကောင်းတာဖြစ်မဲ့လို့မယုံဘူးဆိုတဲ့လူတယောက်ကောင်းတာလုပ်ဖို့ညှို့လင်းချက်ရှိလားမရှိဘူးဒါကြောင့်တရားတရားဟာလက်နဲ့တူတယ်တဲ့ဒါနရဲ့အကျိုးကျေးဇူးကိုယုံတယ်ဆိုရင်ဒါနပြုသီလရဲ့အကျိုးကျေးဇူးကိုယုံတယ်ဆိုရင်သီလစောင့်တည်မှာပဲဘာဝနာတရားအားထုတ်လို့တကယ်ချမ်းသာမယ်လို့တကယ်ယုံတယ်ဆိုရင်တကယ်လုပ်တယ်ခုဒီကမှလို့ဦးဇင်းတို့တကယ်စွန်းစွန်းတမမလုပ်ကြသေးဘူးဆိုတာလုံးနိုင်တော့အောင်တရားတရားကအရေးမမှီသေးလို့မလုပ်တာလက်ခံရလားအေးဒါကြောင့်တရားတရားဒီလက်နဲ့တူတယ်သူရှိရင်ဒါနာလေးရတယ်သီလလေးရတယ်သမာဓိလေးရတယ်ဟုတ်လားဒါကြောင့်တရားတရားရှိမယ်ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုတို့ဖြင့်ကောင်းကျိုးချမ်းသာတို့ဖြင့်အများကြီးကြီးပွားလက်တန့်ဖြစ်တဲ့အတွက်ကြောင့်တရားတရားသည်အဖို့အထိုက်တန်သောဥစ္စာပစ္စည်းပဲဒီအရင်ကြီးရှိရင်ဘာမှမဆိုအကုန်ဖြစ်နိုင်ဟုတ်လားလေအမိုင်းများတရားတရားလေးဟူသောအရင်ကြီးရှိရင်ဘာမှမဆိုအကုန်ဖြစ်နိုင်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကရှင်မဟာကတ္တပကိုရောမြတ်ကြီးကြားဘူးရတယ်နော်မှန်ပါဗျာအထူးသဖြင့်ဆင်းရဲသားတွေကိုအင်မတန်သနာကျင်လာတော်မူတဲ့အထင်မြတ်ကြီးပေါ့သူကများသောအားဖြင့်ပိဋကလိလှိုင်ဟုဆိုပြီးတော့အဲ့ဒီလှိုင်ဟူမှာပဲနေတာများတယ်အဲ့ဒါဒီနေ့တော့သူကဒီဒေါရသမဘတ်9ရက်ဝင်စားပြီးတော့သမဘတ်ကထားတဲ့အခါကျတော့ငါဘယ်သူကိုချီးမြှောက်ရပါမလဲလို့သူကြည့်ပိဋကရဲ့တရားတရားလေးဟူသောအရင်ဒီဥစ္စာရှိရင်ဘယ်လောက်ထိကြီးပွားသွားနိုင်တယ်ဆိုတာလေးကိုပြောခြင်းလို့ဒီအကြောင်းလေးတွေကိုစနေတာနော်အေးအဲ့တော့ရှင်မကတ္တဗကငါဘယ်သူကိုချီးမြှောက်ရပါမလို့သူ့ရဲ့အဘိညာဉ်နဲ့ဖြန့်ပြီးတော့ကြည့်လို့ဟိုးလေတော်ထဲမှာသူများရဲ့လေခင်းသူများရဲ့တလေးခင်းကိုအခါချင်းဝေယူပြီးတော့စောင့်ရတဲ့အင်မတန်ဆင်းရဲတဲ့လေယာစောင့်တဲ့လေတော်သူလေးတယောက်ကိုသူမြင်တယ်မြင်တဲ့အခါကျတော့ဘယ်နဲ့တော့ဒီအမျိုးသမီးလေးဟာတရားတရားနဲ့ပြည့်စုံရဲ့လားဟောသူ့မှာအခြေခံအရင်ဒီဥစ္စာရှိရဲ့လားလို့နှံ့ကြည့်တာသူ့မှာယုံကြည်မှုရှိရဲ့လားကုသိုလ်ကိုယုံကြည်မှုရှိရဲ့လားဒါလေးကိုနှံ့ကြည့်တာနော်ပဋိမြတ်ကြီးကဒီတော့တရားတရားလေးဟူသောအရင်ဒီသူ့မှာရှိတယ်ဆိုတာလည်းသိရောပဋိမြတ်ကြီးကကြွသွားတာဟိုရောက်တော့အဲ့ဒီကလေးမလေးကပဋိမြတ်ကြီးကြွလာတယ်ဆိုတော့သူ့ရဲ့စိတ်ထဲမှာလေအင်မတန်ကြည်ညိုတယ်ကြည်နူးတယ်
ဒါနဲ့ကြည်ညိုတော့ကြည်လူးတော့ဘာဖြစ်တုံးဆိုတော့ငါမှရှိတဲ့ပစ္စည်းဟောဒီပေါက်ပေါက်ကလေးတွေကိုငါလှူမယ်သူစားဖို့သူအိမ်ကနေလှုပ်လာတဲ့ပေါက်ပေါက်ပွင့်ကလေးဘာမှသိပြီးတော့အဖို့မတန်ပါဘူးနော်သို့တော့အဲ့လိုဆွန့်လွတ်လိုက်ခြင်းဟာအများကြီးအကျိုးကျေးဇူးရှိနိုင်တယ်လို့ဆွန့်လွတ်ခြင်းရဲ့အစွမ်းတတ္တိကိုတော့သူယုံကြည်တယ်မဟုတ်လားမှန်ပါပါအေးအဲ့ဒါယုံတယ်နော်ပြီးတော့ဒါသူတော်ကောင်းတစ်ပါးပဲဆိုတာလည်းသူယုံတယ်မဟုတ်လားမှန်ပါပါအေးအဲ့ဒီယုံကြည်မှုတွေအခြေခံတဲ့အတွက်ကြောင့်အဲ့ဒီပေါက်ပေါက်ပွင့်တွေအများကြီးပထမကြီးရဲ့တရိထဲကိုတွားပြီးတော့ထည့်တကယ်ရိုးရိုးသေးသေးထည့်တာအဲ့ဒီမှာပထမကြီးရဲ့တနာကျင်နာမှုကိုအကြောင်းပြုပြီးတော့ဒီကလေးမလေးရဲ့အတွင်းတဏ္ဍာမှာတကယ်အားကိုးရအစစ်အမှန်ကုသိုလ်တရားတစ်ခုဟာတရားတရားလေးဟူသောဥစ္စာအရင်းကြီးကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်မသွားဘူးလားဖြစ်ပေါ်သွားတယ်အေးအဲ့ဒီလိုဖြစ်တော့ဗဟိမြတ်ကြီးကဝမ်းမြောက်ဝမ်းသာလူခံနေအဲ့ဒီမှာအဲ့ဒီကလေးမလေးကအရှင်ဘုရားဒီလိုလှူရတဲ့အတွက်ကြောင့်အရှင်ဘုရားတို့သိတယ်တရားအထူးအမြတ်ကိုဘုရားတပည့်တော်မှာသိပြရစေလို့အဲ့ဒါလိုဆုတောင်းတော့မထေရမြတ်ကြီးကသင်ရဲ့စိတ်စေတနာနဲ့တန်တိအားလျော်ဆိုတာသင်ဆုတောင်းနေကြည့်ပါစေအဲ့ဒါလိုဆုပေးပြီးတော့ပြန်ကြွသွားမထေရမြတ်ကြီးလည်းပြန်ကြွသွားရောဒီကလေးမလေးကဝမ်းသာလုံးလို့သူ့ရဲ့ယုံကြည်မှုကြောင့်ဖြစ်လာတာနော်ငါမေကောင်းတာလုပ်လိုက်ရတယ်ကောင်းတာလုပ်ရင်တော့သေချာပေါက်ကောင်းကျိုးဖြစ်မှာပဲဒါကိုယုံကြည်တဲ့အတွက်ကြောင့်ဝမ်းသာတဲ့ကြည်နူးတဲ့ပီတိဖြစ်တယ်အဲ့ဒီဝမ်းသာတဲ့စိတ်ကြည်နူးတဲ့စိတ်နဲ့သူငကိုထိုင်းနေတဲ့ပြစ်ပင်ရိပ်ကလေးတွေကိုတူသွားတော့အဲ့ဒီလေကစင်းရိုးချားတဲ့ကနေပြီးတော့မွေးတဲ့ကောင်အင်မတန်အစိတ်ပြင်းတဲ့မွေးတဲ့ကောင်အဲ့ဒီမွေးကမထေရမြတ်ကြီးလာတော့ကသင်္ကန်းကအတန်ကြားတဲ့အတွက်ကြောင့်သူကောင်းတောင်ကြည့်တယ်မထေရမြတ်ကြီးရဲ့သင်္ကန်းကခြေလုံးကိုဖုံးပြီးတဲ့အတွက်ကြောင့်လှမ်းကြိုက်လို့မရလို့သူမကြိုက်ဘူးအဲ့ဒီကလေးမလေးလည်းအဲ့ဒီနားရောက်တော့အဲ့ဒီမွေးကဒေါသထွက်ပြီးတော့ကြိုက်လိုက်တယ်အဲ့ဒီကလေးမလေးကအင်မတန်ပြင်းထန်တဲ့အစိတ်ရဲ့တတ္တိကြောင့်အဲ့ဒီနားမှာပဲပိုးချင်းပြီးဆုံးရှာတယ်အဲ့ဒီလိုလဲဆုံးသွားရောအိပ်ပျော်နေတဲ့ယောက်ျားနိုးတယ်လို့တာဝရိနာမြတ်ကြီးမှာနတ်သမီးလေးသွားဖြစ်တယ်သူယုံကြည်တဲ့အတိုင်းဆွတ်လွတ်တဲ့စေတနာဟာကောင်းကျိုးချမ်းသာကိုရတယ်လို့ယုံကြည်တဲ့အတိုင်းခုပါလေဖြစ်ပေါ်လာအဲ့ဒီတော့ဒီမှာစဉ်းစားတယ်ကြည်စမ်းအင်မတန်ကြီးကျယ်တဲ့စိစိတ်ပဲပေါက်ပွင့်ကိုလူခဲ့တဲ့အတွက်ကြောင့်ပေါက်ပွင့်ကလေးတွေကတွဲလေးကြပြီးတော့သူ့ရဲ့ဗိမာန်မှာကြည်လူးစရာလေးတွေကံရဲ့အကျိုးပေးကလည်းသိဆန်းတာကိုဗျအဲ့ဒါနဲ့သူကစဉ်းစားတယ်ဒီလောက်ကြီးကျယ်တဲ့ချမ်းသာဒုက္ခကိုငါဘာကြောင့်ရတယ်လဲဩမထေရမြတ်ကြီးရဲ့ဂုဏ်ကျေးဇူးအဲ့ဒါနဲ့ကျေးဇူးတင်လုံးလို့မထေရမြတ်ကြီးရဲ့ဂုဏ်ကျေးဇူးငါရဲ့တရားတရားကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ကုသိုလ်ဒီကုသိုလ်ရဲ့အစွမ်းကြောင့်ငါအကျိုးကိုရဒါကြောင့်အဲ့ဒီကုသိုလ်ကောင်းမှုမျိုးမကုန်းအောင်မခန်းအောင်နောက်ထပ်ဓာတ်ထက်ကြီးကျယ်အောင်ဆိုပြီးတော့ကုသိုလ်ကိုဆက်ပြီးတော့ပြုမယ်တဲ့ဒါလေးစဉ်းစားရနော်တက္ကမကြီးတို့ဒါလေးစဉ်းစားရမယ်နော်လောလောဆယ်အစဉ်ကြီးနေတာလေးတွေဟာကိုယ့်ရဲ့ကောင်းမှုပြောတဲ့ဆိုတဲ့လုပ်တဲ့ကြိုင်တဲ့တွေးတဲ့ခေါ်တဲ့ဒါလည်းကောင်းမှုမဟုတ်လားအေးအဲ့ဒီကောင်းမှုကလေးတွေကြောင့်ကောင်းတာလေးတွေဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီကောင်းတာလေးတွေအမြင်ပြတ်မသွားအောင်ကောင်းမှုကိုဆက်ပြီးတော့လုပ်ဖို့မလိုဘူးလားလိုတယ်အဲ့ဒါနဲ့အဲ့ဒီနတ်သမီးကငါကောင်းမှုကိုဆက်ပြီးတော့လုပ်မယ်ကျေးဇူးလက်တင်တယ်ဒီပဋိမြတ်ကြီးကိုအဲ့ဒါနဲ့ဘာလုပ်တုံးဆိုတော့မနဲ့မလင်းခင်အဲ့ဒီပဋိမြတ်ကြီးနေတဲ့အကြောင်းကိုသွားပြီးတော့ဓမြက်စီးခဲ့လာနတ်သမီးကလဲလာတော့တယ်ကကြီးရအဲ့လိုဓမြက်စီးလဲပြီးတော့အဲ့ဒီကျောင်းထဲမှာရှိတဲ့ရေဥစဉ်တွေကိုရေဖြည့်တာမနဲ့လင်းတော့ပဋိမြတ်ကြီးကတကြောင်ဝင်လုံးလဲပြောင်းရေဥတွေကလည်းဆူရွှဲပြီးတော့တောက်ချင်းစပွင့်ဩကိုရင်ဒီဥစဉ်ငယ်တွေလှုပ်ထားတာနဲ့တူပါရဲ့ဘလို့အောင်မိဒုတိယမြောက်နေ့မှာလည်းဒီလိုပဲလာပြီးတော့အဲ့ဒီနတ်သမီးကလာဇာနတ်သမီးနာမည်ကနော်ဒီလိုပဲလာပြီးတော့တန်ရှင်းရေးလုပ်တယ်ကုသိုလ်ကြောင့်ကောင်းကျိုးရတာကိုလက်တွေ့မြင်ထားတော့ကုသိုလ်ရဲ့အပေါ်မှာယုံကြည်တဲ့စိတ်တရားတရားနော်အဲ့ဒီတရားတရားကြောင့်ဆက်ပြီးတော့ကုသိုလ်တွေကထပ်ပြီးတော့မဖြစ်ဘူးလားကုသိုလ်ကြောင့်ကောင်းတယ်ကောင်းတာကိုမြင်လို့ကုသိုလ်ကိုယုံတယ်ကုသိုလ်ကိုယုံတော့ကုသိုလ်ကိုထပ်ပြီးတော့လုပ်တယ်ကုသိုလ်ကိုထပ်လုပ်တော့ကုသိုလ်ကထပ်ပြီးတော့အကျိုးပေးအောင်ပါပဲစောင့်ပြီးတော့နားထောင်ကြည့်နော်အဲ့ဒါနဲ့သူမလုပ်တော့ဒုတိယရဲ့ဆက်ပြီးတော့လုပ်တယ်မထေရမြတ်ကြီးကလည်းကိုရင်လေးတွေလုပ်တာနဲ့တူပါရဲ့တတိယမြောက်ရဲ့လုပ်တော့မထေရမြတ်ကြီးကဒီဘက်ကတကယ်ရှိသေးတယ်လည်းကြားတယ်အဲ့ဒီတောက်ခေါက်ပေါက်ကနေပြီးတော့ဒီနတ်သမီးရဲ့အလင်းရောင်ကဝင်းနေတာဒါကိုလည်းမြင်တာနဲ့အဲ့ဒီတကားဘက်ကိုဖွင့်ပြီးတော့
ဟာနုသမီးတင်ပါလို့နေပါလေအရှင်ဘုရားတဲ့အရှင်ဘုရားတို့ရဲ့တပည့်ဟောသူ့ကိုယ်သူရှင်မာဂတပကြီးရဲ့တပည့်နော်အဲ့ဒါလိုခံယူပြီးတော့အရှင်ဘုရားတို့ရဲ့ကျေးဇူးကြောင့်ကျေးဇူးတင်လွန်းလို့ကုသိုလ်ရဲ့ကျေးဇူးကြောင့်ကုသိုလ်ကိုကျေးဇူးတင်လွန်းလို့မျက်နှိုးလွန်းလို့ဘုရားတပည့်တော်မှာအခုကုသိုလ်တွေအဆက်မပြတ်အောင်တရားတရားအရင်အနည်းလုပ်ပြီးတော့လာပြီးတော့ဒီဟာတွေပြီးတော့လုပ်တာပါဗျာအရင်နေ့ကလည်းနင်မဲလုပ်တယ်လားမှန်ပါပါဗျာဘုရားပြီးတော့ပါပဲလုပ်တာပါဗျာအေးအဲ့လိုဆိုရင်နောက်ကိုဘယ်တော့မှလာမလုပ်တဲ့နဲ့အရှင်ဘုရားတပည့်တော်ရဲ့ကုသိုလ်ကောင်းမှုပြုလုပ်ခွင့်ကိုအရှင်ဘုရားမတောင်းပါနဲ့ဗျာမဟုတ်ဘူးနင်နောက်ကိုဘယ်တော့မှလာမလုပ်တဲ့နဲ့ဘာပြုလို့လို့ဗျာနောင်အခါကာလမှာဓမ္မကတိကတွေကရှင်မဟာကတ္တပကိုတော်မြတ်ကြီးကနတ်သမီးတစ်ပါးရဲ့အပြုစုအယူရကိုခံသွားတယ်လို့ငါတရားထဲမှာအထင်မခံနိုင်ဘူးလေပြောပုံလေးကနင်းတကာကြီးရဟုတ်လားစာရဲကလည်းတိတိကျကျပြောရရင်တော့စမ်းကြယ်တဲ့ရက်ကိုကင်ပြီးတော့အဲ့ဒီစမ်းကြယ်တဲ့ဓမ္မကတိကတွေကအရှင်မဟာကတ္တပကိုတော်မြတ်ကြီးကိုနတ်သမီးလေးတစ်ပါးကပြုစုထားတဲ့ဗျာလို့အဲ့ဒီလိုတရားတွေကိုအထက်ပြီးတော့ငါအဟုတ်မခံနိုင်ဘူးအဲ့ဒီလိုပြောတော့နတ်သမီးကမိုးယူပြီးတော့ရှင်ဘုရားတပည့်တော်မရဲ့ကုသိုလ်ပြုခွင့်လေးကိုမဖြစ်စည်းပါနဲ့ဖေရတနာတော်တောင်းမှန်ရှင်မကတ္တဗကိုတော်မြတ်ကြီးကကိလေသာကင်းပြီးသားဆိုတော့တောကတွေနဲ့ပူဆွေးတာတွေကဘယ်ရှိမှလဲတကကြီးလဲမှန်ပါအဲ့ဒါနဲ့နတ်သမီးသင်ဟာငါဒီလောက်ပြောနေတာကိုသင်ပမာဏသင်ကိုမသိဘူးပဲအဲ့ဒီတော့ဒီနားကထွက်သွားလို့လက်ဖြောက်တီးလိုက်နတ်သမီးတွေအကုန်လုံးနတ်သားတွေဘလောက်ပဲတကူကြီးကြီးယဟန္တာအရှင်မြတ်တွေကလက်ဖြောက်တီးပြီးတော့နှင်းနေဆိုရင်ကြီးရတာအဲ့ဒါနဲ့သူတခါနဲ့လေထဲကနေပြီးတော့လွင့်တယ်လို့ဖြစ်တော့တယ်အဝေးကြီးရောက်အဲ့ဒီနတ်သမီးဟာအဲ့ဒါနဲ့သူကောင်းကင်ကနေငိုးနေတယ်တဲ့ကုသိုလ်မပြုရလို့ငိုးတာဟင်ဒကမကြီးငိုဘူးလားကုသိုလ်မပြုရလို့ငိုဘူးလားဟင်ဒကာကြီးငိုဘူးဦးစင်းလည်းငိုဘူးပါဘုသိအားမငယ်ပါနဲ့ဟုတ်လားအင်းခုနတ်သမီးကတော့ပါလေကုသိုလ်မပြုရလို့ငိုတဲ့အဲ့ဒီငိုတဲ့အတန်ကိုမြတ်စွာဘုရားကြားတယ်ဒေဝတော်တအဘိညာဉ်ကြားတယ်ကြားတဲ့အတွက်ကြောင့်အဲ့ဒီနတ်သမီးကိုခေါ်ပြီးတော့ဘာကြောင့်မိုးတယ်လဲအကျိုးအကြောင်းလျှောက်တယ်လျှောက်တော့မြတ်စွာဘုရားကချစ်သမီးကုသိုလ်ပြုဖို့ရာကသင်တာဝန်စောင့်ပြီးဖို့ရာကငါသားတော်ယဟန်တော်ရဲ့တာဝန်ကိုတာဝန်ကိုလုပ်တာကုသိုလ်ကိုတနည်းနည်းနဲ့ရအောင်လုပ်ဖို့ဒီနားမလုပ်ရလဲကိုနားလုပ်လို့ဖြစ်တယ်ပြောပုံလေးတာဝန်လေးကတော့တခါကြီးရကုသိုလ်ပြုဖို့ရာကကုသိုလ်ကိုမျက်နှိုးတဲ့ပုဂ္ဂိုလ်ရဲ့တာဝန်စောင့်တည်ဖို့ရာကယဟန်တော်ရဲ့တာဝန်အဲ့လိုပြောပြီးတော့မြတ်စွာဘုရားကကုသိုလ်ကောင်းမှုဆိုတာတခါလုပ်ပြီးရင်ထပ်ပြီးတော့စိတ်ဝင်စားမှုနဲ့ကြိုးစားရတယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေလုပ်ပါများလို့ကုသိုလ်တွေကအကုန်ကြီးစုမိဆောင်းမိလာပြီဆိုရင်အဲ့ဒါချမ်းသာတော့တာပဲဘုံညင်စီပူရိသောကိရာတိဒါနံပုဏ္ဏပုဏ္ဏဓမ္မိဇဏကိရာထဒုက္ခပုံညတဥစေယောဒီကထာလေးဟောတာဥရိသောအမျှော်မြင်ရှိတဲ့ယောက်ျားဆိုတာဒကမာကြီးတွေလည်းပါတယ်နော်ဒါကဦးဇင်းတို့အဓိကကြတာကိုမြတ်စွာဘုရားကပြောတာအမျှော်မြင်ရှိတဲ့ယောက်ျားဆိုတာဘုံညာကုသိုလ်ကောင်းမှုကိုစေကိရာထအကယ်၍ပြုမယ်ဆိုလို့ရှိရင်နန္ထိုကုသိုလ်ကောင်းမှုကိုပုဏ္ဏပုဏ္ဏအဖမ်းမှထက်ကိရာထပြုလုပ်လေရ၏ဒါနပဲလို့သီလပဲစောင့်တည်ကောင်းတာလို့ရှိရင်ထက်ချီတလဲလုပ်ရတယ်ဒါမှဒီကုသိုလ်ရဲ့အစွမ်းတတ္တိကအကျိုးပေးပြီးတော့ယုံကြည်တရားတွေဆက်တွေ့လာဟုတ်လားဓမ္မိဇာနံကိရတဓမ္မိတို့ကုသိုလ်ကောင်းမှုရဲ့အပေါ်မှာဇာနံမြတ်နိုးတဲ့အာထုတဲ့သဘောကိုဣရာထဖြစ်စေရ၏ပုံညတကုသိုလ်ကောင်းမှုရဲ့ဥစေရောအစုအပုံတွေကိုရာခြင်းဒီဝါကုသိုလ်ကောင်းမှုတွေများလာတယ်ဆိုလို့ရှိရင်သူခေါ်အဲ့ဒါချမ်းသာတော့တာပဲတဲ့ကုသိုလ်ကောင်းမှုတွေများလာပြီဆိုရင်အဲ့ဒါဘာဖြစ်ပြီလဲချမ်းသာပြီတဲ့ကုသိုလ်တွေစုမိရင်ချမ်းသာပြီတဲ့အဲ့ဒီဒေသနာလေးကိုဟောလဲရောက်အဲ့ဒီနတ်သမီးဟာသူကိုယ်တိုင်အစာတွေကလည်းကောင်းမှုရဲ့စွမ်းကိုယုံလို့ပဲလုပ်နေတာနော်တရားတရားနဲ့လုပ်နေတာဘုရားလက်စွာဘုရားကအဲ့ဒီလိုလေးလဲဟောလိုက်တယ်သောတာပတိမဉ္ဇဉ်ကိုရတယ်ဘယ်သောအခါကာလမှာအပေပြီးစိတ်မပူရတော့အဲ့ဒါတော့ကောင်းသွားတာအဲ့ဒါတော့လောကီစည်းစိမ်ရောလောကုတ္တရာစည်းစိမ်ရောကြီးပွားခြင်းဖြင့်ကြီးပွားသွားသောဒီနတ်သမီးသည်ဘယ်လိုဥစ္စာစေရနာဘယ်လိုအရင်းကြီးကိုအခြေခံပြီးတော့ကြီးပွားသွားတာလဲတရားတရားကိုအခြေခံပြီးတော့ကြီးပွားသွားတာဟုတ်လားမှန်ပါဗျာဒါကြောင့်ပစ္စည်းဥစ္စာစေရနာဟူသည်မြတ်တို့ထက်အမျက်ဆုံးသောဥစ္စာဆိုတာယုံကြည်မှုပဲနော်
တရားကိုယုံတယ်တရားကိုယုံတယ်တန်ခါကိုယုံတယ်ကိုယ့်ရဲ့ကောင်းမှုမကောင်းမှုရဲ့အစွမ်းတတ္တိကိုယုံတယ်ဆိုရင်တန်ဖိုးမဖြတ်နိုင်တဲ့ယရနာကိုရတယ်လို့ဆိုရတယ်။ဘာကြောင့်လဲဒါနတွေသီလတွေဘာဝနာတွေဖြစ်လက်တတ်တရားတရားရှိရင်လေဒါနတွေသီလတွေဘာဝနာတွေဖြစ်ပြီးဆိုရင်လည်းပဲလူလားအပ်သောချမ်းသာဒုက္ခတွေသေချာတော့ဖြစ်တော့မယ်ပေါ့လား။ဒါကြောင့်အမျက်ဆုံးသောဥစ္စာပစ္စည်းဆိုတာတရားတရားပထမအဖြစ်ပြီးကြဆိုဗျာဟုတ်လားတာရိရာဝိတံပုရိသနာတိထံပုရိသတ္တယောက်ျားမိန်းမတို့ရဲ့တိထံအမျက်ဆုံးသောဝိတံဥစ္စာတိကတတ္တယရဏသုံးတန်တဲ့တကွကံကံရဲ့အကျိုးတရားကိုယုံကြည်ခြင်းဆိုတဲ့တရားတရားပါပဲဒီနော်နောက်ဒုတိယအဖြစ်မိဂုံလေးမှတ်မိသေးလားဘယ်လိုကျင့်သုံးရင်ဘယ်လိုတရားဟာချမ်းသာဒုက္ခကိုပေးမှာလဲကောင်းကောင်းကျင့်သုံးရင်ဘယ်လိုတရားဟာချမ်းသာဒုက္ခကိုပေးမှာလဲအဲ့ဒီမှာမြတ်စွာဘုရားကဓမ္မောသူစိနောဒုက္ခမာဝဟတိဓမ္မောသူစိတ်တရား7ပါးတို့သည်ဝါဒါနတိကဘာဝနာဆိုတဲ့ကောင်းသောတရားတို့သည်သူစိနောကောင်းစွာကျင့်သုံးအပ်သည်ရှိသောဒုက္ခချမ်းသာဒုက္ခကိုအာဝဟတိဆောင်ကျင်း၍ပေးနိုင်ပါပေ၏ကောင်းကောင်းကျင့်ရင်ချမ်းသာရဲဆိုတာပေးကမ်းစွန့်ကြဲခြင်းဆိုတဲ့ဒါနစောင့်ထိန်ခြင်းဆိုတဲ့သီလသမာဓိပညာတို့ကိုပွားများခြင်းဆိုတဲ့ဘာဝနာအဲ့ဒီတရားတွေကတကယ်ကောင်းကောင်းလို့ရှိရင်တစုံတယောက်သောပုဂ္ဂိုလ်ကချမ်းသာဒုက္ခကိုယူလာပြီးတော့ရော့ဟဲ့အင့်ဟဲ့လို့ပေးတယ်လို့မျိုးအဲ့ဒီတရားတွေဟာချမ်းသာဒုက္ခကိုပေးလိမ့်မယ်တဲ့လောကမှာကိုယ့်ရဲ့တဏှာတွေကိုချမ်းသာဒုက္ခတွေရောက်အောင်ဆောင်ကျဉ်လာနိုင်တာဟာတရားတစ်ခုပဲရှိအဲ့ဒီတရားကလည်းဦးဇင်းတို့အကျဉ်းမြတ်အဖြစ်၃မျိုးနော်ဒီလူတွေအားလုံးနားမဝေးပါဘူးဟုတ်လားဒါနသီလဘာဝနာအဲ့ဒီတရားတွေပြုရင်ပြုသလောက်ဒါနကလည်းဒါနနဲ့တန်တဲ့ကောင်းကျိုးချမ်းသာကိုမပေးပြီဘူးလားပေးတယ်သီလကလည်းသီလနဲ့တန်တဲ့ကောင်းကျိုးချမ်းသာမပေးပြီဘူးလားပေးပဲဘာဝနာကလည်းဘာဝနာနဲ့တန်တဲ့ကောင်းကျိုးချမ်းသာကိုပေးမှာတစ်ဆင့်နဲ့တစ်ဆင့်မြင့်ပြီးတော့ပေးသွားတာလေးတွေကပိုတောင်ထူးခြားသေးတယ်ဒါနတဲ့သီလကပို့ပြီးတော့အကျိုးပေးတန်သီလတဲ့ဘာဝနာကပို့ပြီးတော့အကျိုးပေးတန်တယ်နော်ဒီတော့လူလောကကြီးမှာကိုယ်စီကိုချမ်းသာဒုက္ခတွေဆောင်ကျဉ်လာနိုင်တော့တစ်ခုတည်းသောအရာသည်သူတော်ကောင်းတရားပဲနော်ဒါနရဲ့သီလရဲ့ဘာဝနာရဲ့အဲ့ဒါတွေကိုကောင်းကောင်းကျင့်မယ်ဆိုရင်ကောင်းကောင်းကျင့်သလောက်ချမ်းသာဒုက္ခမရပြီဘူးလားရတယ်ဟုတ်လားဦးဇင်းတို့ခုဂတိကာရဗြဟ္မာကြီးဆိုတာဒီလူတွေကြားဖို့တယ်နော်ကြားဖို့တယ်နော်တကယ်ကြီးအဲ့ဒီဂတိကာရဟာလေဦးဇင်းတို့ကတ္တဗမြတ်စွာဘုရားလက်ထက်တုန်းကသူကဥရင်းနေဖြစ်တာဗျသူ့ရဲ့အမေအဖေကမျက်စိမမြင်ဘူးဗျသူကအနာခံကိလေသာကာမရာကအာလုံးပေပြီးသားယဟန်ပြုဖို့အရန်တဲ့သို့တော်မျက်စိမမြင်တဲ့အမေအိုဖအိုတို့ကိုဥရင်းနဲ့အလုံးနဲ့လုတ်ကန်ကျွေးမွေးနေတဲ့အတွက်ကြောင့်သူယဟန်မပြုဒီနေ့တော့မြတ်စွာဘုရားနဲ့သူကသိရင်းနှီးတာဒီနေ့တော့မြတ်စွာဘုရားကသူ့အိမ်ကိုကြွလာတော့ဂတိကာရဥရင်းနေတာမရှိဘူးအဲ့ဒါမြင်မြင်အမေနဲ့အဖေပဲရှိတော့မြတ်စွာဘုရားကဒကာကြီးတို့ဆိုတော့ဟာအရှင်ဘုရားကြွလာတကူဆုံးလံကြွလာမှသိတော့ဘုရားပြီးတော်တို့ကလည်းဘုရားမျက်စိမမြင်တော့စားရတော့ဆရာကြီးဗနာထားတယ်လို့တပည့်တော်တို့တိကျမသိဘူးဘုရားမိဖို့လည်းဝင်ပြီးတော့အရှင်ဘုရားကသူခူးခတ်ပြီးတော့ယူသွားပါဘုရားမြတ်စွာဘုရားကအဲ့လိုလျှောက်တာနော်အဲ့ဒါမြတ်စွာဘုရားကတပည့်တော်ပိုက်ပြီးတော့မိဖို့ကြောင့်လည်းဝင်ပြီးတော့သမင်းကိုဟင်းကိုလှမ်းပြီးတော့ခူးခတ်ပြီးတော့တပည့်ထဲထည့်သွားတာဗျအော်စရာကောင်းတယ်အဲ့ဒါတော့ယဉ်နီးတယ်အဲ့ဒါမြတ်စွာဘုရားလည်းပြန်ကြွသွားပြီးမကြခင်မှာပဲဂတိကာရကအဒုကိစ္စနဲ့ရောက်လာဟောသမင်းနေဟင်းနေအမေတို့ဖေတို့ဘယ်ရောက်ကုန်တော့သုံးလောကတို့တာကတ္တဗမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးခုခတ်ပြီးတော့အလူခံသွားတယ်ဆိုတော့သိယဉ်နီးတာပဲငါနဲ့သိယဉ်နီးတာပဲသိအကျွမ်းဝင်တာငါရဲ့ကုသိုလ်ကောင်းမှုတွေမြတ်စွာဘုရားရဲ့တန်တမှာတီးပြီးဆိုပြီးတော့ဂတိကာရရဲ့တန်တမှာပီတိတွေဖြစ်လိုက်တာ15ရက်တိတိအဲ့ဒီပီတိဟာအမြင်မပြတ်ဘူးနော်ဒီကရေးမှကြီးများဂုံးကိုစီဆွတ်လိုက်တဲ့အချိန်မှာစီမနှံ့တဲ့နေရာဂုံးမှာမရှိအဲ့လိုပဲသူ့တကူလုံးမှာဒီပိကန်းစွန်ကျေးခြင်းရဲ့အကြောင်းတရားဘုရားနဲ့ယဉ်နီးမှုကိုသူ့စိတ်ထဲမှာကျင့်တတ်တယ်အဲ့ဒီလိုတရားတွေကြောင့်သူ့ရဲ့အတွင်းတဏ္ဍာမှာပီတိတွေဟာ15ရက်ဖြစ်နေတယ်ဒကာကြီးကမာကြီးအမေဖေတို့ရဲ့တဏ္ဍာမှာကျတော့9ရက်ဖြစ်တယ်လို့ဆိုတယ်အဲ့လိုပဲဒီနေ့တော့လည်းတန်ခါတော်ရှင်မြတ်တွေ
ကျောင်းမိုးမလုံဘူးမြတ်စွာဘုရားရဲ့ခန္ဓာကုရိတကြီးမိုးမလုံဘူးဆိုပြီးတော့ဂတိကာရရဲ့အိမ်ကိုကြွလာဂတိကာရကအလုခွင့်သွားအဲ့ဒါနဲ့ဒကာကြီးဒကာမကြီးများပြီးတော့ဒီလိုပဲအမိုးလို့ဆိုတော့အဲ့ဒီအလုတွေကကက်ကလေးရှင်ဘုရားတို့ဖျက်ယူသွားကြဗျာအဲ့တော့တန်ဃာတွေကလည်းဖျက်ပြီးတော့ယူသွားပြီးတော့မြတ်စွာဘုရားရဲ့ခန္ဓာကုရိကျောင်းကိုမိုးပေးလိုက်တာဂတိကာရလည်းပြန်လာရောအမိုးကမရှိတော့တချမ်းမရှိတော့ဘယ်ရောက်သွားတော့အရှင်မြတ်တွေဖြတ်ပြီးတော့ယူသွားကြတယ်ပီတိဖြစ်နေတာ15ရက်ကြာလေဒကမာကြီးတွေမှာဒကာကြီးတွေမှာတော့9ရက်ကြာလေနော်အဲ့ဒါစမ်းကြင်တာကဘာလဲဆိုတော့ဒီကဘာမှာအဲ့ဒီဂတိကာရရဲ့အိုးဒိန်းတွေလုတ်တဲ့အဲ့ဒီတဲနေရာလေးတနေရာရာမှာရှိအဲ့ဒီနေရာဘယ်တော့ခါကာလမှာမိုးရွာလို့မိုးရင်မိုးပေါမကြဒါစမ်းကြင်တဲ့ကိစ္စပေါ့နော်အဲ့တော့ဘာလဲဆိုတော့ဦးဇင်းတို့ပြောချင်တာကဒါနကောင်းမှုရဲ့ချမ်းသာဒုက္ခကိုပေးနိုင်စွမ်းဒါလေးကိုပြောတာနော်အဲ့ဒီဒါနတဲ့သီလကပို့ပြီးတော့အစွမ်းတတိရှိတယ်သီလတဲ့ဘာဝနာတရားကပို့ပြီးတော့အစွမ်းတတိရှိသူ့ထက်သူလူစွမ်းကောင်းနေကြည့်ပဲနော်တခါကြီးမိုင်းမြဦးဇင်းတို့ကပိနမင်းကြီးဆိုတာကြားဘူးလားဒီလိုလေတချင်းနဲ့တောင်ပါတယ်လေကပိနနဲ့အနောဇာကိုကြားဘူးတယ်ပေါ့လားအဲ့ဒီကပိနမင်းကြီးနဲ့အနောဇာဒေဝီမိဖုရားကြီးတို့ရှိတဲ့မင်းစည်းစိမ်အားလုံးဆွတ်ပြီးတော့မြတ်စွာဘုရားရဲ့ထံတော်ဘာမှာယဟန်ပြုသူတို့အကြောင်းပြောမယ်ဆိုရင်တော့တရားတစ်ပုဒ်ကဆုံးမှာမဟုတ်ဘူးဟုတ်လားအဲ့ဒါနဲ့နောက်ဆုံးတော့သူတို့ယဟန်နာဖြစ်ဘာဝနာတရားကိုတကယ်ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်လို့ကောင်းကောင်းကျင့်လို့ယဟန်နာဖြစ်တော့အဲ့ဒီကပိလမထေရကြီးကသွားသည်ဖြစ်စီထိုင်သည်ဖြစ်စီရက်သည်ဖြစ်စီအမြဲတမ်းလို့ဥဒန်းကျိုးတယ်တဲ့အဟောဒုက္ခချမ်းသာစွာချမ်းသာပြီးစွာအဲ့ဒါလိုဥဒန်းကျူးတာတဲ့အဲ့ဒီဥဒန်းကျူးတဲ့အတန်ကိုယဟန်တော်တွေကကြားတော့ကြည်စမ်းဒီမထေရကြီးကရှင်ဘုရင်ဘွားကလာတာဆိုတော့ရှင်ဘုရင်စည်းစိမ်တွေကိုအောက်မိတ်အမှတ်ရလွန်းဆွတ်တတာပြီးတော့ချမ်းသာစွာလို့လုပ်နေတာနဲ့တူတယ်အဲ့ဒါအငြိမ်မနေနိုင်မဲနဲ့မြတ်စွာဘုရားကိုသွားလျှောက်တာအဲ့ဒီယဟန်တွေအဲ့ဒါနဲ့ကပိလမထေရကြီးကိုခေါ်ပြီးတော့ချက်သားသင်ကချမ်းသာစွာလို့ဘယင်စည်းစိမ်ကိုအမှတ်ရပြီးတော့ဥဒန်းကျူးနေတယ်လို့ကြားတယ်အဲ့ဒါဟုတ်လားလို့မေးပြီးတော့ကပိလမထေရကြီးကအရှင်ဘုရားဘုရားတပည့်တော်အဲ့လိုအောက်မိတ်ပြီးတော့ဥဒန်းကျူးတယ်မကျူးဘူးဆိုတာအရှင်ဘုရားအသိဆုံးပါအဲ့ဒီမှာမြတ်စွာဘုရားကချက်သားတို့တကယ်စင်စစ်ဘယင်စည်းစိမ်ချမ်းသာကိုညှော်မှန်းပြီးတော့ဟောဒုက္ခဆိုတဲ့ဥဒန်းကိုကျူးနေတာမဟုတ်ဘယင်ဘဝတုန်းကကြက်တဲအဆောင်တွေများစွာနဲ့လူကိစ္စပေါင်းများစွာနဲ့စိတ်ရဲ့ချမ်းသာမှုဘာမှမရဘဲနဲ့ပူပူလောင်လောင်ဆင်းဆင်းရဲရဲကြက်တီးတီးနေခဲ့ရတဲ့အခြေအနေကနေပြီးတော့အတွင်းမှာလည်းလုံးဝလွတ်လပ်အပြင်မှာလည်းလုံးဝလွတ်လပ်တကယ်အေးချမ်းတကယ်ချမ်းသာစေချမ်းသာမှန်ကိုရလို့ဘယ်လိုမှမနှိုင်းရှင်အပ်တဲ့ချမ်းသာဒုက္ခကိုသူရလို့အဟောဒုက္ခလို့ဥဒန်းကျူးလာဆိုလိုတာကတရားကြောင့်ဖြစ်သောချမ်းသာတွေချမ်းသာဒုက္ခအားလုံးရဲ့အပေါ်မှာလွှမ်းမိုးနိုင်ဒါလေးကိုပြောချင်နောက်တစ်ခါကြည့်ရအဲ့ဒီမှာမြတ်စွာဘုရားကဓမ္မပိတိဒုက္ခံတိတိဝိပတံနေနာစေတတအရိယာဓမ္မိပဝေတိတိအရိယဓမ္မိပဝေတိတိသရရမတိပန္တိတောဓမ္မပိတိတရားရဲ့အရာသာကိုတောက်ရ300သောပုဂ္ဂိုလ်သည်ဒုက္ခချမ်းသာလာပိတိအိယနေရပေ၏တမာရီတရားလေးနဲ့ပညာတရားလေးနဲ့ဘာဝနာတရားလေးနဲ့အေးချမ်းနေတဲ့ပုဂ္ဂိုလ်တွေဟာတဲ့သွားလေချမ်းသာတယ်တဲ့ရက်လေချမ်းသာတယ်နေလေချမ်းသာတယ်အိတ်နေလေချမ်းသာတယ်အမြဲတမ်းချမ်းသာဘာဝနာတရားနဲ့နေတဲ့ပုဂ္ဂိုလ်တွေချမ်းသာနေရဟုတ်လားဟုတ်ပါဘူးပဏိတောအမျော်မြင်ရှိသောပညာရှိသောပုဂ္ဂိုလ်သည်အရိယဘဝေတိတေအရိယသူတော်ကောင်းတို့သည်ဟောကြား၍ထားသောဓမ္မေသူတော်ကောင်းတရားတော်မြတ်၌ဝိပဒံလေနစေတသာအမတန်ကြည်လင်တဲ့စိတ်ဖြင့်တရာအခါခသိရမတိမွေလျောနှစ်ချက်ကျော်ပိုက်၍နေကြကုန်၏ပညာရှိကြတဲ့အမျှော်မြင်ရှိတဲ့လူတွေဟာတကယ်ဖြူစင်တန်ရှင်းတော်မူကြတဲ့အရိယာသူတော်ကောင်းကြီးတွေဟောထားတဲ့တရားဓမ္မတွေကိုအမြဲတမ်းနှလုံးသွင်းပြီးတော့အမြဲတမ်းပီတိနဲ့နှစ်ချက်ကျော်ပိုက်ပြီးတော့ဒီတရားရဲ့အရာဟာဒါကိုပဲပြည့်ပြည့်ဝဝခံစားပြီးတော့အကောင်းဆုံးသောချမ်းသာကိုရရှိကြတယ်တဲ့ဒါလေးပြောပြတယ်ဟုတ်လားတကယ်မှန်တယ်ဒါကြောင့်ချမ်းသာဒုက္ခကိုရခြင်းနဲ့ဆိုရင်ဘသူကပေးမှလဲလို့အဲ့လိုတွေးလိုက်မယ်ဆိုရင်ဒါနကပေးမယ်သီလကပေးမယ်ဘာဝနာကပေးမယ်
မနေ့ကဦးဇင်းကျောင်းကုန်းမှာတရားဟောခဲ့တယ်တခါကြီးတယောက်ကျောင်းဆောက်လုပ်ထားတယ်သိန်း900လောက်တော့မှသိန်း900လောက်လူတယ်ဆိုတာနေတဲ့တရားတရားမဟုတ်ဘူးနော်တရား၄၅6ဆင်းလူထားတယ်အဲ့ဒါတခါကြီးကဘာပြောလို့ဆိုတပည့်တော်ကယုံကြည်နေပြီလူလို့ရောကားသွားတယ်လို့ဘယ်တော့မှမရှိဘူးအမြဲတမ်းတိုးနေတယ်ဗျာတကယ်ရိုးရိုးကြီးဦးလိုက်အသေးလိုက်ပြောပြတယ်လူလို့ရောကားသွားတယ်လို့ဘယ်တော့မှမရှိပါဘူးတဲ့တိုးလာတာပဲရှိဒါတပည့်တော်ရဲ့ကိုယ်တွေ့ပါအဲ့ဒီတော့ပိဋကပေါင်းသူတော်ကောင်းတို့ဒါနကလည်းဒါနနဲ့တန်တိအားလျော်သောတတ္တဝါကိုကုညီဆောင်ရှောက်ဖေးမှပြီးတော့ကောင်းသွားစေတာကြီးပဲဖေရမဟုတ်ဖေးနဲ့မဟုတ်ဘူးနော်ဖေရသမေယုဒဉာဏ်ရတယ်အကုန်သိတယ်နော်ဒီကိစ္စမှအေးဒါကြောင့်ချမ်းသာဒုက္ခကိုတကယ်ပေးတာမှာကောင်းကောင်းကျင့်ထားတဲ့ဒါနသီလသမာဓိပညာဒါပဲရှိဒါကြောင့်ဒုတိယမေခွန်းရဲ့အဖြေကောင်းကောင်းကျင့်ရင်ဘယ်ရာဒီချမ်းသာကိုပေးမှလဲဆိုတော့ဒါနသီလဘာဝနာသည်ကောင်းကောင်းကျင့်ရင်ချမ်းသာကိုပေးတယ်ဒီနေရာမှာပေးတဲ့လို့မှတ်ရမှာကကောင်းကောင်းကျင့်ဆိုတဲ့စကားလေးတော့မမေ့နဲ့ပေါ့နော်ဒါနကလည်းကောင်းကောင်းလုပ်မှချမ်းသာကရမှာနော်ဂုဏ်လိုခြင်းလို့ပေးတယ်ဆိုတာလည်းပေးတိုင်းကောင်းတာမဟုတ်ဘူးဂုဏ်လိုခြင်းလို့လုပ်တာတွေရှိတယ်ကြောက်လို့ပေးရတာတွေရှိတယ်အခြေအနေအကျက်တဲ့ဖိအားတစ်မျိုးကြောင့်ပေးရတာတွေရှိတယ်ဒီကိစ္စမှကြီးအဲ့ဒါလို့မလိုလားအပ်တဲ့စိတ်တွေမပါဘဲနဲ့ဒီလူသုံးတဲ့လူကောင်းသွားပါစေအဲ့ဒါလို့တကယ်ပြက်ပြက်ဆွန့်ပြီးတော့ကောင်းစေခြင်းနဲ့စေတနာမေတ္တာနဲ့ပေးတယ်တွန်းတယ်ဆိုရင်အဲ့ဒီဒါနသည်ကောင်းကောင်းကျင့်တဲ့အတွက်ကြောင့်ချမ်းသာကိုမပေးပေဘူးလားပေးနေဒါကြောင့်ဒုတိယမေခွန်းရဲ့အဖြေနော်ဒါလေးပြီးကြဆိုဟုတ်လားတရားတော်မြတ်ဒီကောင်းကောင်းကျင့်ရင်ချမ်းသာဒုက္ခကိုပေးမယ်သူစိန်တော်ကောင်းစွာကျင့်သုံးအပ်သိရှိသောဓမ္မတရားတော်မြတ်ဒီဒုက္ခချမ်းသာဒုက္ခကိုအာဝဟတိဆောင်ခြင်းလို့ပေးနိုင်ပေ၏အမေးနဲ့အဖြစ်နှစ်တွဲပြီးသွားပြီနော်အမျက်ဆုံးသောဥစ္စာသည်တတ္တာတရားကောင်းကောင်းကျင့်ရင်ချမ်းသာကိုပေးတယ်ဆိုတာဒါနသီလဘာဝနာနှစ်ချက်ပြီးရစို့နော်နောက်တတိယမေခွန်းကကိန္တုဟဝေတာတုတရတသနံဗန္ဒီဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားသာသနာရလာတကားတို့တွင်ကိန္တုအဘေရလာသည်တာတုတရအကောင်းဆုံးရလာဖြစ်ပါသည်ဖေယဘေရလာဟာအရသာတကအရသာတွေမှာအကောင်းဆုံးလေတေဇာဝေတာတုတရရတနံဒေဝဗုဒ္ဓသိလို့ရင်းနဲ့မေးလျှောက်လာတဲ့ဥနတသစ္စာဆိုသောတရားသည်ဟေအဝိစင်စစ်ဧကံအဖြင့်ရတနာအယတာတကာတို့တွင်တာတုတရအကောင်းဆုံးမြတ်ဆုံးဖြစ်ပါ၏သစ္စာဆိုသောတရားသည်အယတာတကအယတာထဲမှာအကောင်းဆုံးပဲသစ္စာကို၃မျိုးလောက်ပေးတတ်ကိုဦးဇင်းတို့ပြောပြမယ်နော်မြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းမလိမ်မမညာပဲနဲ့မှန်မှန်ကန်ကန်မှုသာဝါဒကိုစောင့်ထိန်ပြီးတော့စကားကိုမှန်မှန်ပြောတာဝိရတိသစ္စာနောက်တစ်ခါကြီးမှညာမလိမ်ဘူးမညာဘူးအမြဲတမ်းမှန်မှန်ပြောတယ်ဝိရတိသစ္စာနော်နောက်ဝစီသစ္စာအခက်အကျက်တဲ့တွေ့လာလို့ဩလောကမှာဘုရားယတနာတရားယတနာသံဃာယတနာဒီအမျက်ဆုံးဖြစ်ပါ၏ဤမှန်ကန်သောသစ္စာစကားကြောင့်ငါရဲ့အခက်အခဲတွေပြည်နေပါစေလို့သစ္စာဆိုတဲ့သစ္စာဆိုတာရှိသေးတယ်လေအဲ့ဒီသစ္စာကဝစီသစ္စာသူလည်းအစွမ်းထက်တာပဲနော်တခါကြီးမှန်ကြီးဟုတ်လားဆိုကြပါစို့ဦးဇင်းတို့ယတနာဘုံခေတ်ကစီးပူတာရှိတယ်ဗျဘယ်လိုသစ္စာဆိုလို့ဆိုတော့ငါသည်အမေဤသာမှန်ပါ၏ဒီတဲ့ဂျုံညင်းနိုင်မညင်းနိုင်ဘူးနော်အမေရတာမှန်တယ်နော်အဲ့ဒီမှန်တဲ့သစ္စာစကားရဲ့အစွမ်းတတ္တိကြောင့်ဒီယောဂဝေဒနာရှင်ယောဂပြောက်ပါစေဒီနည်းနဲ့စိတ်ကူးခဲ့တဲ့လို့ရှိသစ္စာရဲ့အစွမ်းဟာတကယ်ယုံလို့ရှိရင်စွမ်းတယ်နော်အဲ့တော့မှန်တယ်ဆိုတာလေးဟာအင်မတန်ချိုတယ်အရာသာထဲမှာအင်မတန်ကောင်းတယ်ဆိုကြပါစို့လူတယောက်စကားကိုအပူလေးလူတွေနဲ့ပြောတယ်ဝါဝါကြွားကြွားပြောတယ်ကောက်ကောက်ချစ်ချစ်ပြောတယ်မဟုတ်တာတွေပြောတယ်နာခါတယ်နားထဲမှာကြားရတာအရာသာမရှိအဲ့ဒီနည်းနဲ့သူတော်ဘာရဲ့ပါဇက်ကထွက်နေတဲ့စကားသံတွေကမမှန်ဘူးဆိုရင်မမှန်တော့ကြားရတာဘာဖြစ်တော့နာခါတယ်နည်းတကကြီးမှကြီးများမှန်တယ်ဆိုလို့ရှိရင်တော့ကြားရတာအရာသာမရှိဘူးလားရှိတယ်ဗျဒါကြောင့်သစ္စာစကားဟာအင်မတန်ချိုးတယ်နားဝင်ချိုးတယ်နော်
ဒါကြောင့်သစ္စာ2မျိုးရှိသွားပြီနော်မုဒါကနေရှောင်တဲ့ဝိရတိသစ္စာမှန်လို့ကိုမှန်နေတဲ့သစ္စာဆိုတဲ့ဝတိသစ္စာကြားဘူးရတယ်နော်ဒီလူတွေဦးဇင်းတို့အဲ့ဒါကိုအကျေမပြောပါဘူးဟုတ်လားနောက်ထပ်သစ္စာကဘာလဲဆိုတော့ပရမတ္ထသစ္စာလို့ခေါ်ရတဲ့နိဗ္ဗာန်တည်တဲ့သစ္စာဟောသူကတော့အရာတာကအရာတာတဲ့မှာနိဗ္ဗာန်ဆိုသောပရမတ္ထသစ္စာကိုအကောင်းဆုံးရတာဆိုတာအဲ့ဒါကိုရှိရပြောတာအဲ့ဒီအရာတာကိုမသုံးရသေးသည်မြမစားရသေးသည်မြအကောင်းဆုံးရတာကိုစားဖို့ပြီလို့သုံးမှုပြီလို့ဘယ်လိုမှပြောလို့မရနောက်တစ်ခါယူမှယူမြကျန်တဲ့အရာတာတွေဆိုတာမျိုးမျိုးရှိတယ်လေရှားပေါ်မှာခုနကဦးဇင်းပြောခဲ့တဲ့အရာတာ6မျိုးရှိတယ်နော်မျက်စိနဲ့မြင်ရတဲ့အရာတာနားနဲ့ကြားရတဲ့အရာတာအမျိုးမျိုးမရှိဘူးလားရှိပါတယ်အကုန်လုံးထုတ်လိုက်ရင်တော့ကာမယတာကာမအယတာဓမ္မယတာဓမ္မရဲ့အယတာမျိုးမျိုးမရှိဘူးလားရပါတယ်အဲ့ဒီအယတာတကအယတာထဲမှာနိဗ္ဗာန်ဆိုတဲ့ပရမတ္ထသစ္စာဆိုတော့အယတာဒီအကောင်းဆုံးအယတာပဲသူ့ကိုစားသုံးဖို့သွားပြီဆိုလို့ရှိရင်ကျန်တဲ့အယတာတွေအားလုံးကိုရက်ွယ်ပြုနိုင်လေးလျူရှုနိုင်နောက်တစ်ခါယူမှယူရဟုတ်လားအဲ့တော့အဲ့ဒီအရိယာသစ္စာလို့ခေါ်ရတဲ့ပရမတ္ထသစ္စာလို့ခေါ်ရတဲ့နိဗ္ဗာန်ဆိုသောအရာကိုသာသနာ့တွင်ကြုံနေတဲ့အခိုက်စားခွင့်နဲ့ကြုံနေတဲ့အခိုက်မှာစားဘူးလိုက်ဖို့အရေးမကြီးဘူးလားအရေးကြီးတယ်ဝိပဿနာတရားအားထုတ်တယ်ဆိုတာအဲ့ဒီပရမတ္ထသစ္စာလေးကိုတော့နိဗ္ဗာန်အရာကိုစားသုံးနိုင်ဖို့အတွက်ဝိပဿနာတရားကိုအားထုတ်ရတယ်ဟုတ်လားဒီကိစ္စမှန်ပါဗျာအဲ့ဒီပရမတ္ထသစ္စာဆိုတဲ့နိဗ္ဗာန်ရဲ့အရာကိုစားသုံးမှုပြီးသွားပြီဆိုရင်တော့ဒီကမ္ဘာလောကကြီးကိုတစ်ခုလုံးကိုအစိုးရနေတဲ့တကယ်ဧကရိမင်းကြီးအဖြစ်ထက်လေသူကအရာသာရှိတယ်ဟုတ်လားနတ်ပြည်ဗြဟ္မာပြည်ကိုရောက်ရတဲ့လေသူကပို့ပြီးတော့ကဲတယ်တာတယ်အရာသာရှိတလောကလုံးကိုအစိုးရတာတဲ့လေပို့ပြီးတော့အဲဒီပရမတ္ထသစ္စာဆိုတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုလိုက်ရတယ်စားလိုက်ရတယ်သုံးလိုက်ရတယ်ဆိုတာဟာပို့ပြီးတော့ကြီးကျယ်ဒါဘုရားကိုယ်တော်တိုင်ဟုတ်လားနော်ဘုရင်တော်မြတ်စွာဘုရားလက်ထက်ကဟောခဲ့တဲ့အကြောင်းလေးကိုအချင်းချင်းပြောပြမယ်အနာရဘိန်တထေးကြီးဆိုတာဒီပိဋကကြီးအလုံးကြားဖို့လေဟုတ်လားအဲ့ဒီအနာရဘိန်တထေးကြီးကဘုရားနဲ့တရားနဲ့နေတဲ့တကယ်အရိယာသူတော်ကောင်းကြီးအလုံးကိုဆွံ့ကျဲပေးကမ်းပြီးတော့ဖေကြီးကတော်သလောက်သူ့ရဲ့သားကာလဆိုတာရှိအဲ့ဒီသားကာလကတော့ဘုရားအကြောင်းလည်းမသွားဘူးသီလသတင်းလည်းမဆောက်တည်ဘူးယဟန်တန်ခါလာလည်းစိတ်မဝင်စားဘူးသူပေါ့ပေါ့နေပေါ့ပေါ့စားဘာမှစိတ်မဝင်စားဘူးကောင်းတာဘာမှစိတ်မဝင်စားဘူးတဖေကြီးကစိတ်ပြည့်တယ်ငါလိုဖရာတကအကြောင်းတကအရိယာသူတော်ကောင်းရဲ့သားကဘလို့ဖရာတရားဝေးနေတာဟာမရဘူးအဲ့ဒီတော့သူကစဉ်းစားတယ်လောကကြီးမှာကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်ငွေနဲ့ဖြည့်ဆည်းလို့ရှိရင်ရနိုင်တယ်ဟဲ့ဟောဒါလေးပြောတယ်နော်နာရမတတိကြီးကအဲ့ဒါနဲ့သူသားကိုငါသားမင်းကျောင်းကိုဘုရားရဲ့ကျောင်းကိုဥပုံဆောင်သွားလို့ရှိရင်အဖေကအတရားတရားပေးဟာခင်ဗျတကယ်လားတကယ်ပေးမယ်အဲ့ဒီလိုဆိုရင်သွားတယ်ဗျာဆိုပြီးတော့ဥပုံဆောင်သွားတယ်အဲ့ဒါဥပုံလေးယူပြီးတော့တော်တဲ့နေရာချမ်းသာတဲ့နေရာအရေးကောင်းတဲ့တစ်ပင်အောက်တစ်ပင်အောက်အိပ်ပြီးတော့မနဲ့လင်းတော့ပြန်လာရှိတော့ကဥပုံဆောင်နေဆိုတာကျောင်းတော်မှာအိပ်တာနော်တကယ်ကြီးမနဲ့လင်းတော့ဖေကြီးကတော့ငါသားကတရားတွေဘာတွေနာသူတော်ကောင်းကြီးဖြစ်ပြီးတော့တန်ဃာတွေဘာတွေမြန်ပြက်လာမလားဆိုပြီးအိမ်ကအရန်နဲ့စောက်သားကအိတ်ချင်မုံဝါနဲ့ကမူးရှူလို့ပြန်လာငါသားဥပုပ်ရခဲ့တယ်အဲ့ဒီလိုဆိုရင်မင်းဥပုပ်အတွက်ဟောဒီရာဟုလေးတောက်ပါအောင်ဆိုမတောက်ဘူးဟာဘာဖြစ်လို့လဲအဖေကျုပ်ကိုပတ်စံတရားပေးမယ်လို့ပြောတယ်တရားတရားပေးမယ်လို့ပြောတယ်အဲ့ဒါအရင်ပေးအောင်တဲ့ဟာငါသားရပေးပါမယ်ရာဟုလေးအရင်တောက်ပါရာဟုနောက်မှတောက်မယ်ပတ်စံမပေးရင်ရာဟုမတောက်အဲ့ဒါတော့သူပတ်စံကိုရချင်တာနော်အဲ့ဒါနဲ့ဖေကြီးကအသေးပြန်တရားပေးတော့မှရာဟုတောက်အဲ့တော့ငါသားကိုဒီတိုင်းလွတ်လို့တော့ဝေကုံကျူးမနှက်သေးဘူးအဲ့တော့ငါသားမင်းနောက်နေ့လည်းပဲဥပုသ်ဆောင်သွားအောင်ပေါ့အဖေကအသေးပြန်1000ပေးမယ်ငွေနဲ့ကောင်းအောင်လုပ်နေတာနော်တခါကြီးမှန်ကြီးငွေနဲ့ဆိုးအောင်လုပ်နေတဲ့မိဘတွေလည်းရှိတယ်နော်အခုပါလဲငွေနဲ့ကောင်းအောင်လုပ်နေတာဒါပေမဲ့အဲ့ဒီအသေးပြန်1000ပေးမှာကတော့မင်းဥပုသ်ရိုးရိုးဆောင်တယ်လို့မရဘူးမောင်ကြီးမြတ်စွာဘုရားရဲ့တရားတဘာဒအဓိပ္ပာယ်တစ်ခုလောက်တော့မင်းငါ့ကိုပြောနိုင်ရဟောတရားနာပြအောင်လုပ်တာသူတော်ကောင်းနဲ့ပေါင်းရတဲ့အကျိုးကျေးဇူးလေးတွေနော်တခါကြီးမှန်ကြီးအဲ့ဒါနဲ့ကာလဘုရားကျောင်းတော်ရောက်ဥပုံဆောင်မြတ်စွာဘုရားဟောတဲ့တရားကိုနားဆိုင်ပြီးတော့နားထောင်တရားကိုသိရင်လို့နားထောင်တာလားပတ်စံ1000ရရင်လို့နားထောင်တာလားထောင်လို့ပါဗျာဒကမာကြီးတွေကဘယ်လိုသဘောနဲ့နားထောင်ဟင်ကုသိုလ်ရရင်လို့နားထောင်တာပေါ့ဒ
တို့ရက်ကွက်လူမရှိရင်တော့ဟန်မရသေးဘူးဆိုပြီးတော့လားထိုင်တာတော့ဟုတ်မှမတူပါဘူးဟင်ဒကာကြီးတွေဒါဥစဉ်ကစလာနော်ဒကာကြီးတွေဟုတ်လားအေးအိမ်မှာအေးစီစီနွေးနွေးထွေးထွေးနေရင်လည်းဖြစ်သားပဲဒီလမ်းထဲမှာအချမ်းကအစည်းခံပြီးတော့လာပြီးတော့နားထောင်မယ်ဆိုတော့တရားကိုမြင်လို့ဆိုတာဥစဉ်တို့ကသဘောပေါက်ပါတယ်ဟုတ်လားအေးကာလတရားနာတာကတော့ဘုရားထောင်ရရင်လို့နာတာပဲဗျအဲ့ဒါနဲ့မြတ်စွာဘုရားကသိတယ်ဒီကာလကိုတဏှာမှန်းလို့သူမှတ်ထားတဲ့တရားကိုမေ့အောင်တဘိုးတော်နဲ့စီရင်တယ်ကာလမမှတ်မိအဲ့ဒါနဲ့နောက်ထပ်အဓိပ္ပာယ်တစ်ခုထပ်ပြီးတော့နားထောင်ရပြန်တယ်အဲ့ဒါလည်းသူမမှတ်မိဘူးဘုန်းကြီးတွေအဲ့လိုတဘိုးများရှိရင်ကောင်းမယ်လေကကြီးရဟုတ်လားအေးအဲ့ဒါနဲ့တရားကိုတဘုတ်ပြီးတဘုတ်နာတယ်မမှတ်မိဘူးနာတယ်နာရင်နဲ့စဉ်းစားတယ်တွေးတယ်ကျင့်တယ်အဲ့လိုဖြစ်တာအဲ့လိုနီးနဲ့ကာလဟာအဲ့ဒီညတရားကိုမမှတ်မိမချင်းနာလိုက်တာသောတာပန်ဖြစ်တယ်ခုနကတော့အကောင်းဆုံးအရာသာလို့ဆိုရတယ်နိဗ္ဗာန်တည်းဟူသောပရမတ္ထသစ္စာရဲ့အရာသာကိုသူမြည်ခွင့်စမ်းခွင့်ရသွားတာတခါကြီးရမှန်ပါပါလုံးဝပြောင်းလဲသွားတယ်ဘာကြောင့်လဲအကောင်းဆုံးအရာသာကိုသူတွေ့သွားပြီကိုတခါကြီးမှရင်ညစောစောတုန်းကတော့ကာမအရာသာအကောင်းဆုံးထင်ပြီးတော့ငွေကိုပဲတန်ဖိုးထားနေတာလေအခုတရားရဲ့အရာသာကိုသူမြည်စမ်းမိသွားပြီဆိုတော့အကုန်လုံးပြောင်းလဲတယ်အဲ့ဒါမနဲ့လင်းပြီဆိုတော့မြတ်စွာဘုရားမှုရှိတဲ့တန်ခါတော်တွေအကုန်လုံးသူပင့်မျက်နှာကလည်းငကိုကလည်းမတူဘူးအမူအရာကလည်းအမတန်နုံညံ့သိမ်မွေးဟုတ်လားအဲ့ဒီလိုနဲ့မြတ်စွာဘုရားမှုရှိတဲ့တန်ခါတော်တွေပင့်ပြီးတော့အိမ်ပင့်သွားအနာရမင်းတိထေကသားမျက်နှာမြင်လိုက်တယ်ရှိကလည်းဘုရားရှိကလည်းဘုရားပင့်ထူးခြားတယ်မျက်နှာကလည်းသိကြည့်နေတာပဲအဲ့ဒါနဲ့ငါသားတော့တော်တော်ကောင်းခဲ့ပြီနဲ့တူတယ်ဝမ်းသာတော့လို့အဲ့ဒါကာလကဘုရားရှိကလည်းစဉ်းစားလာတယ်ဖွားဟဲ့လွဲပါစေဖဲပါစေမြတ်စွာဘုရားရဲ့ရှိမှအတရားထောင်လူကြီးကိုတော့မပေးလိုက်ပါနဲ့ငါအတရားထောင်ရရင်လို့ဥပုသ်ဆောင်တယ်တရားနာတယ်ဆိုတာဘုရားမြတ်သိတော့80ရာကြီးပိဋကရဲ့800ရာခေါင်းမှန်သိလားအကောင်းဆုံးအရာကိုစားဖို့သွားတော့800ရာခေါင်းမှန်သိမနေ့တုန်းကတော့ပစ္စံတရားမပြည့်ရင်ယာဟုတော်မတော့ဘူးလေ800ရာခေါင်းမှန်သူသိလားမသိဘူးအခုရှက်တက်လာတယ်နော်အကောင်းဆုံးအရာရဲ့အစွမ်းတတိနော်ခုတက္ကသမားတို့ဦးဇင်းတို့တွေလည်းပဲအရှက်အကြောက်ကအဲ့ဒါလောက်ကြီးမကြီးသေးဘူးအပေါ်ရန်အကျဉ်းမင်းလောက်တော့ရှက်တဲ့ကြောက်တဲ့တွေပေါ့သို့တော်ကိုတကယ်ရကျင်တာနဲ့ပတ်သက်လာရင်တခါတလေအရှက်ကိုဆွန့်တခါတလေအကြောက်ကိုဆွန့်အခုကာလသူတစ်ချိန်လုံးကရကျင်တာနဲ့တွေ့တော်လည်းပဲအရှက်ကိုဆွန့်လာလားမဆွန့်ဘူးဘုရားရှင်မှာတရားထောင်လူကြီးမြတ်မပေးလိုက်ပါနဲ့ဆူတော့မပြည့်ဘူးဗျာယာကုတိုက်ပြီးတော့ဒကာကြီးကအတရားထောင်တို့ကိုသားရှင်လာချရှင်းလုံးလို့မျက်နှာကိုမပေါ်ဘူးလုံးဝမရှိဘူးအဲ့ဒီတရားတစ်ထောင်အဲ့တော့အနာရမင်းကငါသားတရားအထူးမြတ်တွေရလာတယ်အကောင်းဆုံးရလာကိုစားသုံးခဲ့ရတယ်ဆိုတာသူပဲသိမှာလေမှန်ပါပါမသိတော့ဆိုပြီးငါသားယူပါအဲ့တော့မရှိဘူးဘလို့မှပေးတော့မရှိဘူးမယူတော့အဲ့ဒီမှာမြတ်စွာဘုရားကဦးဇင်းခုနတုန်းကပြောခဲ့တဲ့အဓိပ္ပာယ်လေးဒကာကြီးရဲ့သားဟောဒီလောကမှာလေမြေပြင်တစ်ခုလုံးကိုအစိုးရတဲ့ဧကရမင်းစัจ जा မင်းကြီးအဖြစ်ထက်လဲတာတဲ့နတ်ရွာဗြဟ္မရွာကိုရောင်းရတယ်ဆိုတဲ့အဖြစ်ထက်လဲတာတဲ့နော်တလောကလုံးကိုအစိုးရပါတယ်ဆိုတဲ့အဖြစ်ထက်တာတဲ့သောတာပတ္တိမဲ့ဉာဏ်ပူဉာဏ်နဲ့အကောင်းဆုံးအရာကပရမတ္ထသစ္စာနိဗ္ဗာန်ဆိုတဲ့သစ္စာတရားကိုသူစားသုံးခဲ့ရပြီဒါကြောင့်တဲ့ရဲ့အတရားထားလို့သူလုံးဝစိတ်ဝင်စားဘူးတဲ့နော်ဒကာကြီးမိုင်းများအကောင်းဆုံးအရာလားဆိုတာလေးကိုပေါ်လင်းအောင်ပြောပြတာနော်အေးအဲ့ဒီမှာမြတ်စွာဘုရားကပထေဗျာဧကာရိစေနသက္ကတကမဏိတဝါသဗ္ဗလောကာဓိပိစေနသောတာပတ္တိဖလဝရံဒီကထာလေးဟောနော်ဒကာကြီးမိုင်းများပထေဗျာဧကာရိစေနဒီမြေပြင်တစ်ခုလုံးကိုအစိုးရတဲ့စတေဝရိမင်းဖြစ်တဲ့တော်၎င်းသက္ကတကမဏိနဝါနဲ့ရွာဗြဟ္မရွာတို့ကိုရောက်ရရင်ဆိုတဲ့ဖြစ်တဲ့၎င်းသဗ္ဗလောကဓိပိစေနဟောဒီ30ဘုံလုံးကိုအစိုးရရင်ဆိုတဲ့အဖြစ်ထက်၎င်းသောတာပတ္တိဖလံပရမတ္ထသစ္စာလို့ဆိုရတဲ့နိဗ္ဗာန်ရဲ့ရလာကိုပထမဥစွာစားရသုံးရတဲ့သောတာပတ္တိမဉ္ဇဉ်ဘုံညာတို့သည်ဝရံမြတ်လာပြီတကားဟောအရိယသစ္စာပရမတ္ထသစ္စာကိုမြည်ဆန်းလိုက်ရတဲ့အဖြစ်သောတာပန်ဖြစ်ရတဲ့အဖြစ်သောတာပတ္တိဖို့ကိုရရတဲ့အဖြစ်အဲ့ဒါဟာ
ဒီမြေပြင်ကြီးတစ်ခုလုံးဒီလောကကြီးတစ်ခုလုံးကိုအစိုးရတာပိုင်ရတာချက်ပို့ပြီးတော့ကြီးကျယ်ခမ်းနားပါတယ်နော်တခါကြီးပိုင်မရဒီလောကကြီးကိုပိုင်နေဆိုတော့ဟောအခိုက်အတန့်ပါပဲဟင်တခါကြီးပိုင်မရအခိုက်အတန့်ပြီးရင်ပြောင်းလဲသွားတာပဲမဟုတ်လားအဲ့ဒီပြောင်းလဲပြီးသည်အခြားမဲ့မှာမိမိရဲ့အတွင်းတဏ္ဍာမှာမကောင်းတဲ့ဓာတ်တွေကရှိနေတာဆိုတော့မကောင်းတဲ့နေရာကိုရောက်မသွားပါဘူးလို့ဇူအာမခံနိုင်မလဲဇူမအာမခံနိုင်ဘူးခုပရမတ္ထသစ္စာနိဗ္ဗာန်ကိုမြင်ရတဲ့သိတော်မူမြင်တော်မူကြတဲ့ဒီသောတာပန်ပုဂ္ဂိုလ်တွေကြတယ်ဘယ်လိုအခြေအနေမျိုးပဲရောက်သူ့ရဲ့ဘဝမှာငါသိရင်ငရဲမြန်ကြပါလားတိဋ္ဌာမြန်ဖြစ်ပါလားတိဋ္ဌာမြန်ဖြစ်ပါလားအစရှိတဲ့ဖြင့်ကြောက်เสียလန့်เสียမရှိသေးဘူးဘာမှမရှိတော့ဘူးဒါကြောင့်တလောကလုံးကိုအစိုးရရတာထက်ပရမတ္ထသစ္စာနိဗ္ဗာန်ရဲ့အရာကိုမြည်ဆန်းရသိခွင့်ရညက်ပါလေဟုတ်လားဒီကိစ္စမှန်မှန်ဒါကြောင့်သာသနာတော်နဲ့တွေ့တဲ့အခါမှာအရာတာတကအရာတာထဲမှာအကောင်းဆုံးဖြစ်တဲ့သစ္စာဒီကိုတော့အရာတာကိုစားသုံးတိုင်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေနော်ဒီကိစ္စမှန်မှန်သစ္စာကိုလည်းသုံးမျိုးပြောတယ်နော်မလင်ရဘူးမညာရဘူးဝိတ္တိသစ္စာမှန်တာတွေကိုပြောပြီးတော့အကျက်တဲကနေယုံထွက်ပြီးတော့မှန်တာတွေကိုသစ္စာဆိုတဲ့ဝိသစ္စာနော်ဒီကိစ္စမှန်မှန်ခုနိဗ္ဗာန်ဒီကိုတော့ပရမတ္ထသစ္စာဒါတွေကိုစားရသုံးရပြီဆိုရင်မှန်လိုက်တာဖះပြောတဲ့အရာတာတွေကအရာတာတွေနောက်တခါယူမှိုက်နေအဲ့တော့ခုနကတော့ဦးဇင်းတို့ပြောတဲ့ပညာနဲ့အသက်ရှင်ခြင်းကိုပူဇော်ပြုနိုင်တယ်မြင်ရမယ့်အတွေ့အလေးမျိုးနော်ယထာရူပေနာသကုဏအပညာပညာမျက်စိဖြင့်ကုသလကုသလေကုသိုလ်အကုသိုလ်တရားတို့ကိုဇာနေရသိနိုင်ရ၏ဘေတရားကတော့ကောင်းကျိုးကိုပေးလိမ့်ဘေတရားကတော့ဆိုးကျိုးတွေပေးလိမ့်မယ်လို့ခွဲခြမ်းပြီးတော့ဘာလို့ရမှာလဲသိရတယ်အဲ့ဒီဉာဏ်ရှိရမယ်နော်တချို့အဲ့ဒီဉာဏ်မရှိဘူးနော်ဘုရားဘာသာလာဖြစ်နေတာကောင်းတာဟာကောင်းကျိုးပေးလိမ့်မယ်မကောင်းတာဟာမကောင်းကျိုးပေးလိမ့်မယ်လို့ရေးရေးလေလေခွဲခွဲခြားခြားသူနားမလဲအဲ့ဒါနားမလဲရင်တော့တစ်ဖက်လက်ထဲပါတော့မှာပဲနော်ဒီကမာကြီးဟုတ်လားအေးကုသိုလ်အကုသိုလ်ပထမအဆင့်သိရတယ်ဒုတိယပါလေသာဝိဇ္ဇာနာဝိဇ္ဇာဘေတရားကတော့အပြစ်မကင်းဘူးလေဘေတရားကတော့အပြစ်ကင်းတယ်လို့အပြစ်မရှိအပြစ်ရှိကိုခွဲခြားပြီးတော့နားလည်ရတယ်အဲ့ဒီအတိကလေးနဲ့ဘဝမှာနေထိုင်သွားရတယ်ဒီအတိမရှိရင်ကြောက်ဖို့ကောင်းတယ်နော်ဒီကိစ္စမှန်ပြီဟုတ်လားနောက်တတိယပါလေဟိနပဏိတိဓမ္မေသာနိယဘေတရားကတော့မြင့်မြတ်တဲ့တရားဘေတရားကတော့ရုပ်ညံ့တဲ့တရားကိုသိရမယ်နေအကြီးကြီးပြအသေးသေးသိပြောရကောင်းတယ်ဟုတ်လားဒီကိစ္စကြီးနော်ရုပ်ညံ့တဲ့တရားဆိုတာဒါဥစဉ်တို့ကာမယတ္တကိုသာခံစားပြီးတော့ဓမ္မဘက်ကိုချိန်ချနိုင်ဘူးဆိုရင်ဒါရုပ်ညံ့သောတရားတွေကိုထည့်လို့မရဘူးလားရတယ်နော်သူကနေအကျေကြီးအဲ့ဒီလိုရုပ်ညံ့တဲ့တရားမြင့်မြတ်တဲ့တရားကိုလည်းခွဲခြားပြီးတော့သိရနော်နောက်ဆုံးပါလေကာဏတုတ်ကတပ္ပတိဘာခီမဲမြင့်ခြင်းအဖို့ရှိတဲ့တရားဖြူစင်ခြင်းအဖို့ရှိတဲ့တရားဒါတွေကိုသိရတယ်ဘယ်လိုနေတဲ့အခါမှာငါစိတ်ညစ်တယ်လေသိတဲ့ကိုယ်စိတ်ကလေးနဲ့ကိုယ်နေရတာနော်ဒီကိစ္စမှန်ပြီဘယ်လိုနေတဲ့အခါမှာငါရဲ့စိတ်ဖြူနေတယ်လေကိုယ့်ရဲ့စိတ်ဖြူတာတွေညစ်တာတွေမသိဘဲနဲ့နေတယ်ဆိုရင်အဲ့ဒါအသိရှိသလားအသိမရှိဘူးလားရှိပါဘူးအသိမရှိဒါကြောင့်ဒကာမတို့ဦးလေးတွေအသိဉာဏ်လေးဥရှိပြီးတော့ဟုတ်လားဘာဥရှိရလဲအသိဉာဏ်ဥရှိပြီးတော့ငါရဲ့တဏ္ဍာမှာညှဉ်းနှွမ်းနေသလားဟုတ်လားငါရဲ့တဏ္ဍာမှာဖြူရှင်းနေသလားလို့အဲ့ဒါလို့အတိကလေးနဲ့ဖြူတာကိုလည်းဖြူတယ်လို့သိရမယ်ညစ်တာကိုလည်းညစ်တယ်လို့သိရမယ်အဲ့ဒါလို့သိပြီးတော့နေမယ်ဆိုလို့ရှိရင်ဒကာဓမ္မတို့ဦးဇင်းတို့တွေအညစ်အကြေးကင်းတဲ့အတွက်ကြောင့်အင်မတန်လူချီကျွန်းနေတယ်လို့ပြောလို့မရဘူးလားရတယ်နော်ဒကာကြီးမိုက်တယ်ဒါကြောင့်လောကကြီးမှာဉာဏ်နဲ့အသက်ရှင်တယ်ဉာဏ်နဲ့အသက်ရှင်တယ်အသိနဲ့အသက်ရှင်တယ်ဆိုတာအဲ့ဒီလိုအခြေခံကြကြနားလည်ရမယ်သိရမယ်ဟုတ်ပြီလားအေးဒါကြောင့်အသိနဲ့အသက်ရှင်ရခြင်းဒီလောကမှာပါလေအမြတ်ဆုံးသောအသက်ရှင်သန်ခြင်းလို့အေးတဲ့လို့နားလည်ပြီးတော့သိစရာအသိတွေကအများကြီးရှိသိစရာအသိတွေအများကြီးခင်ဗျားတို့တို့ကိုယ်အောင်မသိနိုင်ဘူးနော်လောကကြီးကအင်မတန်ဆန်းတယ်လေအဲ့တော့တကယ်တော့အရေးကြီးဦးဇင်းတို့တည်တည်ချာချာပြောပါမယ်ဗျာတချို့အသိတွေကမသိလည်းပဲသိကိစ္စမရှိတဲ့ပြဿနာမရှိတဲ့အသိ
ဆိုကြပါစို့ဘယ်နဲ့ဘောလုံးပွဲကန္တာဘယ်သူကနိုင်သွားတယ်ဆိုတဲ့အတိမျိုးမသိလည်းကိစ္စမရှိဘူးလေနင်းတကယ်ကြီးမိုက်ညာဘယ်မင်းသားမင်းသမီးအကယ်ဒမီရသွားတယ်မသိလည်းကိစ္စမရှိဘူးလေအဲ့ဒါမသိလို့ဘာဖြစ်လဲဘာမှမသိဘူးဒါပေမဲ့သူများပြောရင်တော့နည်းနည်းတော့အောက်တက်ခံစားရတာလေလူငယ်တွေမှာတော့ရှိချင်းရှိမယ်ပေါ့ဟုတ်လားတချို့အတိတွေကမသိလည်းပဲကိစ္စမရှိတချို့အတိတွေကြတော့မသိရင်အကြီးအကျယ်ဆင်းရဲနိုင်အကြီးအကျယ်ချမ်းသာနဲ့လွဲနိုင်အဲ့ဒီလိုမသိမဖြစ်တဲ့အတိတွေကြတော့သိဖို့မလိုဘူးလားလိုတယ်ဗျာဒါကြောင့်ဦးဇင်းခုနကတော့ပြောသွားတဲ့အတိတွေကမသိမဖြစ်သိကိုသိရမယ်အတိကံကံရဲ့အကျိုးကိုနားလည်ရမယ်သိရမယ်ဟုတ်လားဟောဒီလောကမှာယုတ်တရားနံတရားနှစ်ခုပဲရှိတယ်ငါသူတော်ဘာယောက်ျားမိန်းမအတ္တဇီဝလိပ်ပြမရှိဘူးလို့ခွဲခွဲချင်းချင်းသိရတယ်ဖြစ်ပေါ်နေတဲ့ယုတ်ဓမ္မနန္ဒမတို့ဒီလည်းပဲအကြောင်းအားလျော်စွာဖြစ်ပေါ်နေတဲ့အကျိုးတရားမျှပဲလို့အကြောင်းအကျိုးကိုခွဲခြမ်းပြီးတော့နားလည်ရဖြစ်ပေါ်နေသောတရားတို့သည်အမြဲမပြတ်ဒလဇက်ပြောင်းလဲနေကြတယ်မြည်ရည်အသွင်သွင်စီးနေတဲ့စီမီတော့တစ်ဖွဲစီနဲ့မီးလာကိုကုန်ခန်းစီပြီးတော့ချက်နဲ့ပြည့်စည်ပြီးတော့ကုန်ခန်းနေကြတယ်လို့မသိတယ်မို့လားသိရတယ်ပြီးတော့ဒီဘဝဒီခန္ဓာဒီဒုက္ခသစ္စာလောဘဆိုတာဒုက္ခကိုဖြစ်စေတဲ့တရားလောဘနည်းရင်နည်းသလောက်ချမ်းသာမှုရှိတယ်လောဘနည်းပြီးတော့ချမ်းသာမှုရှိအောင်မဂ်ခင်၈ပါးဆိုတဲ့အမှန်သိခြင်းအသည့်ကိုကြိုးစားရမယ်လို့သစ္စာ၄ပါးကိုပฏิဝေဒဉာဏ်နဲ့ထိုးထွင်းမသိသေးတောင်မှအနုဘောဓဉာဏ်နဲ့မှန်းဆပြီးတော့မသိတဲ့မဟုတ်လားသိတဲ့ခင်ဗျားတို့ကျုပ်တို့မသိရင်အင်မတန်ဆုံးရှုံးမဲ့မသိရင်ချမ်းသာဒုက္ခနဲ့အကြီးအကျယ်လွဲနိုင်တဲ့အသည့်တွေဆိုတာအဲ့ဒီအသည့်တွေနောက်တစ်ခါကြီးမှန်တယ်အဲ့ဒီအသည့်တွေနဲ့နေမယ်ဆိုလို့ရှိရင်ဘဝမှာအမျက်ဆုံးသောနေခြင်းနဲ့နေထိုင်ရာရောက်တယ်ဟုတ်လားအေးအသက်ကတော့တဖြည်းဖြည်းနဲ့ဘာဖြစ်နေတာတော့ကုံလိုက်နေတာနော်တခါကြီးမှန်မြအေးအဲ့တော့ကိုယ့်ရဲ့အသက်ရှင်သန်မှုလေးကိုဘယ်လောက်ကြာအောင်မှလဲလို့တော့ဘယ်သူမှသိခွင့်မရဘူးဘယ်သူမှသိခွင့်မရဘူးအဲ့ဒီလက်ကျန်နဲလာပြီဒီအချိန်ကလေးကိုတကယ်အသိဉာဏ်လေးဦးစီးပြီးတော့နေမသွားသင့်ဘူးလားနေသွားသင့်နေအသက်ကတဖြည်းဖြည်းနဲ့နင်းလိုက်နေတယ်နော်ဦးဇင်းတို့ဒီပေးသက်ကြီးတေမိဇတ်ဒီလူတွေအကုန်လုံးကြားဘူးလေနော်ဆရာတော်တေမိမင်းသားဘာလို့တာလဲစကားမပြောဘူးလေဘာလို့စကားမပြောတာလဲရှင်မင်းလောကမှာဆိုလို့စကားမပြောတာအဲ့ဒီတေမိကနောက်ဆုံးယသိဖြစ်သွားတော့ဘယင်ကြီးဖေကြီးခမဲတော်ကြီးမေကြီးမေတော်ကြီးတွေကလိုက်လာတာလေလိုက်လာပြီးတော့ငါသားတိုးထဲမှာသိရပြုတ်စားပြီးတော့မျက်နှာအရှိချင်းကကြည်လင်လာကြည်ကဘာလို့ကြည်လင်တာတော့ဖြစ်ပြီးသားအတိတ်ကိုပြန်မရှင်းသားဘူးမလာသေးတဲ့အနာဂတ်ကိုထည့်မတွက်ဘူးပြည့်စုံပွားနဲ့မျှတအောင်နေတယ်ဒါကြောင့်သားရဲ့အရေးအချင်းဟာကြည်လင်နေတာဒါလေးသူမဖြေဘူးလားဖြေတယ်နော်လူမိုက်တွေကြတော့ဖြစ်ပြီးသားကိုပြန်တွေးပြီးတော့လောဘဒေါသတွေဖြစ်ကြတယ်မဖြစ်သေးတာတွေကိုတွေးပြီးတော့အမျိုးမျိုးပူပန်ကြတယ်ဒါကြောင့်မိုက်သောပုဂ္ဂိုလ်တွေမှာရိတ်ဖြတ်ထားတဲ့ဖြူရိုးများလို့ညှို့ချောက်နေကြတယ်ဒါလေးမဖြေဘူးလားဖြေတယ်နော်အေးအဲ့ဒီလိုပြောတော့ဘုရင်ကြီးကငါသားငယ်ပါသေးတယ်ဘုရင်လို့ပါပေါ့အဲ့ဒီတော့ငယ်ပါသေးတယ်လို့ပြောလို့ဖေတတ္တဝါတို့ရဲ့အသက်ဆိုတာအချိန်မရွေးသိနိုင်တယ်အမြဲတမ်းတိုးတိုးလိုက်နေတယ်ဆိုတာလေးကိုဂါထာလေးတစ်ခုနဲ့ပြောတယ်အဲ့ဒါလေးကိုအရှင်ကသိပြောခြင်းနောက်တခါကြီးမှညမှတ်ရမယ်နော်ယထာပိတံလေဝိတတိယံယတိဝုပဝိယတိယထာပိတံလေဝိတတိယံယတိဝုပဝိယတိတာတခဏီတော်တဥမင်းမြတ်ဟောဒီလောကကြီးမှာဗမာလူရိုးရိုးလေးရှင်းရှင်းလေးပြောပါမယ်ဗျာနော်ရကန်းတယ်ရကန်းရက်ကြတဲ့အခါမှာလေတိုင်ကြီးဆိုပြီးတော့ခြေကလေးကိုတက်ပြီးတော့မထားဘူးလားအေးအဲ့ဒါကိုဒီကရက်ပေါက်ကလေးထဲမှာရက်ပေါက်ရောက်ပြီးတော့လေအဲ့ဒါကိုရသွားနဲ့အောက်ကနေပြီးတော့ဖြည့်ပြီးတော့ထည့်ပြီးတော့နောက်ပြီးတော့ရသွားနဲ့ဒိုင်းဆိုပြီးတော့လက်ခတ်နဲ့ခတ်လိုက်တယ်ကျိုးလေးတစ်ချောင်းလက်ခတ်နဲ့ခတ်လိုက်တယ်တပင်ရက်ပြီးသွားတယ်နော်နောက်ထပ်တပင်တစ်ခါပြန်သွင်းပြီးတော့ဒိုင်းဆိုပြီးတော့လက်ခတ်ခတ်လိုက်တယ်အဲ့ဒီလိုတပင်သွင်းပြီးတော့လက်ခတ်တစ်ချိန်ခတ်လိုက်တိုင်းအတိုင်းကြီးဟာတပင်စားပူပြီးတော့တူသွားတယ်မျက်စိနဲ့မြင်လားမြင်ပါတယ်ဗျာဒီကမာကြီးမျက်စိနဲ့မြင်လားအေးဒါဒီကမာကြီးတို့ကမြို့နေတာဆိုတော့ရကန်းရက်တာတချို့မြင်ချင်မှမြင်ဖို့မယ်နော်အေးအဲ့ဒီတော့ဒီတိုင်းကြီးဟာဖောက်ချီတပင်ဝင်တိုင်းလက်ခတ်တစ်ချက်ခတ်တိုင်းဒီတိုင်းကြီးရဲ့လက်ကြံဟာတပင်စားကျိုးတစ်လုံးစားလေးတူမသွားဘူးလား
တူတူသွားတယ်အဲ့တော့ဘဝဆိုတာရကန်းရက်နေတာလေအင်မတန်တူတယ်တရက်ပုံသွားတယ်ဖောက်ချီတဲ့ဘဲဝင်တဲ့ဒိုင်းဆိုတရက်ခတ်လိုက်တစ်ချက်ခတ်လိုက်တရက်စာပို့ပြီးတော့နေရမယ့်အချိန်တူသွားတယ်တဏှာကြီးနေလိုက်တယ်တဏှာကြီးလားဒိုင်းဆိုလက်ချက်တစ်ချက်ခတ်လိုက်တယ်တဏှာကြီးစာပို့တူသွားတယ်ပြန်ပြီးတော့စိတ်ကလေးတွေးကြည့်1မိနစ်ပြီးသွားတယ်1မိနစ်စာတူမသွားဘူးလားနေရမယ့်လက်ကြံချိန်တူမသွားဘူးလားဘဝရဲ့လက်ကြံတိုင်ကြီးကလေးဟာတူသွားတယ်ဖောက်ချီကနေရဝင်းဝင်ယူလာတာလေအဲ့ဒီလိုပဲကုန်ခဲ့တဲ့အချိန်တွေကနေရဝင်းဝင်ယူတဲ့အတွက်ကြောင့်ပြစ္ဆုတ်ပန်အချိန်တွေကနေရဝင်းဝင်ယူတဲ့အတွက်ကြောင့်နေရမယ့်အချိန်ကလေးကတူမသွားဘူးလားတူပါရဲ့ဗျာတစ်စက္ကန့်တစ်ချက်လုံးပြကြည့်တာဒိုင်းကနေလက်ချက်ခတ်နေဘဝဟာတူသွားတယ်ဒါဘဝဟာဘာလို့နေတာလဲရကန်းခတ်နေတာဘယ်သူပြောတာလဲတေမိကပြောတာနော်ဘဝဟာဘာလို့နေတာလဲရကန်းရက်နေတာရကန်းခတ်နေတာဒါကြောင့်ဉာဏ်သားနဲ့နားထောင်ကြည့်တာလူတိုင်းဒိုင်းတိုင်းတဉာဏ်လက်ခတ်တန်တဉာဏ်နဲ့ဘာလို့နေကြလဲဘဝရဲ့လက်ကြံကံကြီးကိုနဲတဲ့နဲအောင်ရကန်းခတ်နေကြတာနော်အဲ့တော့ဒီတန်ကြီးကဘယ်လောက်ကြံသေးတယ်လို့ဘယ်သူတိတိကျကျပြောနိုင်ပါဗျာဒီတချို့လည်းပဲအတောင်20 30အရှိကြီးရက်ကြမယ်ပေါ့ဟုတ်လားခြေတယ်ကြီးအရှိကြီးရအောင်ရက်ကြတချို့ကြောင့်လည်း1000 2000လောက်ရက်ပြီးတော့တန်ကြီးကမရှိတော့ဘူးကုန်သွားရောနင်းတကားကြီးကတချို့အမိပိုက်ထဲတင်တော့ပြေးတယ်နော်တန်ကြီးကအင်မတန်တူတာကိုဟင်အေးဒါကြောင့်တေမိကတော့ပြောတယ်ဘဝဟာဘာလို့နေတာလဲရကန်းရက်နေတာလက်ကျန်ခြေဟာတဖြည်းဖြည်းနဲ့နဲလာပြီနော်အဲ့တော့ဦးဇင်းကစဉ်းစားကြည့်တယ်အဲ့ဒီစာလေးကိုဖန်ရင်းနဲ့စဉ်းစားကြည့်တယ်ဒကမာကြီးဒကာကြီးများလည်းဝိုင်းပြီးတော့စဉ်းစားကြည့်စမ်းပါဘဝမှာရကန်းခတ်နေတယ်ဆိုလို့ရှိရင်ငါဘဝရကန်းခတ်လိုက်တဲ့အတွက်ကြောင့်ငါဘဝရဲ့ဒီအဆင်ကလေးကဘယ်လိုအဆင်ကလေးများထွက်လာမှာလဲပြီးတဲ့ရကန်းခတ်တယ်ဆိုရင်ဒီဘက်ကအဝတ်ကလေးကတော့ခြေအဆင်လေးကတော့ထွက်လာမှာပဲလေအေးအနီကလေးတွေအဝါလေးတွေနဲ့လှလှပပအကွက်ကလေးတွေနဲ့ပန်းပွင့်ကလေးတွေနဲ့အဆင်ကလေးကောင်းကောင်းလေးများထွက်မလားဒါမှမဟုတ်တချို့အဝတ်ကြီးတွေရဲ့အဆင်ကအင်မတန်ကျန်းတယ်နော်အယောင်ကလည်းကျန်းတယ်အဆင်ကလည်းကျန်းကြည့်ရတာမျက်လုံးထဲကိုကိုလိုကန့်လာထောင်တိထောင်တော့တချို့ရဲ့အဝတ်ကလေးတွေရဲ့အဆင်ကကြည့်ရတာသိအဆင်ပြေတယ်ဒီတော့ဘဝကရန်ကန်းခတ်နေတယ်ဆိုရင်တို့ရဲ့ဘဝကဘယ်လိုအဆင်ကြီးများထွက်မလဲဒါလေးစဉ်းစားသင့်ဘူးလားစဉ်းစားသင့်တယ်နော်တချို့အာဟုသူတွေလုံရင်းနဲ့ဘဝရကန်းကိုခတ်သွားကြတော့တို့ရဲ့ခြီးတဲ့အထည်ကြီးကအဆင်ကသိပြီးတော့ကျန်းနေတယ်ဟုတ်လားတရားကြီးကတချို့ကြတော့ကုသိုလ်ကောင်းမှုလေးတွေလုံရင်းနဲ့အချိန်ကကုန်သွားတာအဲ့ဒီတော့တို့ရဲ့ဘဝရဲ့အဆင်ကလေးကကောင်းလို့လားကောင်းသွားတယ်ဒါကြောင့်တချို့လူတွေသေသွားကြတယ်ဟာအဲ့ဒီလူကသိတော်တာအဲ့ဒီလူလှုပ်သွားတဲ့လူတွေကသိချီးမွမ်းစရာကောင်းတာကိုကျိုးဆွပြီးတော့အများအတွက်လှုပ်သွားတယ်နုံညံ့သေဝေမွေ့မှန်ကန်နေသွားတာသူ့ဘဝရဲ့ရကန်းအစဉ်ကလေးအထဲအစဉ်လေးကကြည့်လို့မကောင်းဘူးလားကောင်းတယ်ဒါသူပညာရှိလို့ကောင်းဘဝရကန်းကိုအဓိပ္ပာယ်ရှိရဲသွားနိုင်တာဟုတ်လားတချို့သေးသွားတယ်နာမည်ကြီးကကျမ်းတယ်သိဆိုးတာပဲအဲ့ဒီလူကဟုတ်လားဘယ်တော့မှစကားကတီးတာမဟုတ်သူများပေါ်ပြောလိုက်ရင်အမြဲတမ်းစီးရမှာဟောလူသားသေးသွားတယ်နာမည်ကမသေးဘူးဗျာသူ့ရဲ့ရကန်းရက်ပုံကဟန်မရတဲ့အတွက်ကြောင့်သူ့ရဲ့ချီးအစဉ်ကမလှပဘူးနော်ဒီကိစ္စမိုင်းဒါကြောင့်ရကန်းရက်နေရတာနဲ့တူတဲ့ဘဝမှာဘယ်လိုအစဉ်ကလေးတွေထွက်အောင်ရကန်းရက်ကြမလဲမရက်ချင်ဘူးကွာပြင်းသေးတယ်ဟာဆိုပြီးတော့နားလို့မရဘူးဟိုပဂရိရကန်းကနားရင်နားလို့ရတယ်ရှင်းသန်းနေရတယ်ဆိုတဲ့ရကန်းရက်ချင်းကနားလို့မရတပင်ပြီးတပင်အားမရှိအနာမရှိသမင်းစားရင်းနဲ့လည်းပဲရကန်းကရက်နေရတာအိမ်ရင်းနဲ့လည်းရက်နေရတာစကားပြောရင်းနဲ့လည်းရက်နေရတာဘာပဲလုံနေဒီရှင်သန်မှုပြိုလဲမသွားအောင်ဒီရကန်းကတော့ခတ်နေရတာအဲ့ဒီလိုရကန်းခတ်တိုင်းအစဉ်လေးတွေကလည်းနောက်မှာပုံသဏ္ဍာန်အမျိုးမျိုးနဲ့အစဉ်အမျိုးမျိုးနဲ့ကြံမနေဘူးလားကြံနေပါဘူးအေးကောင်းမှုကလေးနဲ့ခတ်တော့ကောင်းကလေးကြံတယ်မကောင်းမှုလေးနဲ့ခတ်လိုက်တော့မကောင်းတရားကြံတယ်နော်ဒီကကြီးမိုက်တယ်ဒါကြောင့်အဲ့ဒီလိုဘဝရကန်းကိုအားမရှိအနာမရှိရက်ကြတဲ့ပုဂ္ဂိုလ်တွေတနည်းအားဖြင့်ဘဝမှာနားမရတဲ့ဒီရှင်သန်မှုကြီးနဲ့ရှင်သန်နေရတဲ့နေရတဲ့တရားဓမ္မတို့ဦးဇင်းတို့တွေဟာအသိဉာဏ်လေးဥရှိပြီးတော့နေရမယ်ဆိုရင်မကောင်းဘူးလားကောင်းတယ်နော်ဒါကြောင့်အခြေခံကြမသိရင်အများကြီးနစ်နာသွားနိုင်တဲ့ကံရဲ့အကျိုးကိုသိရမယ်ကျိုးဓမ္မနန္ဒမပဲရှိတယ်လို့သိရမယ်အကြောင်းကြောင့်ဖြစ်နေတဲ့အကျိုးတရားမျှတာပဲလို့သိရမယ်
ဖြစ်ပေါ်တိုင်းသောတရားတို့ဒီပျက်စီးချုပ်ပြောက်သွားတာကြီးပဲလို့သိရမယ်သိရင်သစ္စာလေးပါးကိုသိရမယ်အဲ့ဒီလိုအတိတွေတစ်ဆင့်တစ်ဆင့်မြင့်အောင်ကြိုးစားပြီးတော့နေသွားကြမယ်ဆိုရင်တော့မြတ်စွာဘုရားချီးမွမ်းတဲ့အတိဒီဟူသောဉာဏ်ပညာနဲ့နေတဲ့အတွက်ကြောင့်အမျက်ဆုံးသောရှင်သန်ခြင်းလို့ပြောလို့မရဘူးလားအေးဒါကြောင့်ဦးဇင်းကဒါလေးကိုတရားကောင်းစဉ်တက်လိုက်တာအတိနဲ့နေခြင်းသည်အမျက်ဆုံးဟုတ်လားတခါကြီးအေးကြံတဲ့နေခြင်းမျိုးကတော့ကိုယ့်အကူမြတ်တယ်လို့ထင်ရင်လည်းထင်ပဲပေါ့လေသို့တော့ဘုရားရဲ့အလိုတော်ကြကတော့အတိနဲ့နေတာသည်အမျက်ဆုံးပဲဟုတ်လားအေးဦးဇင်းတို့တရားဟောတာတနာရီနဲ့15မိနစ်ရှိသွားပြီ5မိနစ်ခန့်မြတရားထိုင်ရနော်တခါကြီးမိုင်းမြမဟုတ်လေအချိန်ကကုန်သွားတာပဲနော်အဲ့တော့ဒီတရားပဲကိုဦးဇင်းတို့5မိနစ်တရားမှတ်ပြီးတော့မေတ္တာပို့ပြီးတော့ဆုံးသတ်မယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့အခုတရားဘာတွေပြောခဲ့လို့၄မျိုးပြောလိုက်တယ်နော်အေးအမျက်ဆုံးသောဥစ္စာပစ္စည်းဟာတတ္ထာတရားဟုတ်လားချမ်းသာဒုက္ခကိုပေးနိုင်တဲ့အရာဟာကောင်းကောင်းကျင့်ထားသောဒါနသီလဘာဝနာအရာသာထဲမှာအကောင်းဆုံးအရာသာသည်သစ္စာတရားဟုတ်လားအမျက်ဆုံးသောရှင်သန်ခြင်းဆိုတာအမျက်ဆုံးသောနေထိုင်ခြင်းဆိုတာအသိဉာဏ်နဲ့နေထိုင်ခြင်းဟုတ်လားဒါကြောင့်ဦးဇင်းတို့အခုအသိဉာဏ်ဥရှိပြီးတော့ဒီ9မိနစ်အတွင်းလေးမှာတကယ်အသိစိတ်အသိမှန်ကလေးနဲ့နေထိုင်ကျင့်သုံးကြရအောင်ဟုတ်လားအားလုံးသောတရားကြီးများကတင်မလေးခွေထိုင်ဒကမာကြီးတွေကကြုံကလေးထိုင်ခါလေးကိုဆန်းဆန်းထားခေါင်းလေးကိုတည့်တည့်ထားမျက်လွှာကလေးတွေချထားဒီ9မိနစ်အတွင်းကလေးမှာဘုရားရဟန္တာအရိယာသူတော်ကောင်းကြီးတို့မျက်နှိုးတဲ့ချီးမွမ်းတဲ့အင်မတန်စင်ကြယ်တဲ့အလုပ်ကလေးကိုလုပ်ရတော့မယ်လို့ဝမ်းမြောက်ဝမ်းသာစိတ်ကိုဥစွာဖြစ်စေရမယ်ဦးဇင်းရှိကအတန်ငြိမ်ငြိမ်ကလေးနဲ့ပြောနေတာကိုနားထောင်ရင်းနဲ့ဦးဇင်းတို့တိုက်တွန်းတာကိုဖြစ်အောင်ကြိုးစားပါမိမိတို့ရှုမှတ်နေကြနေရှိတယ်မိမိတို့ကြိုက်တဲ့နေရှိတယ်ဆိုရင်လည်းမိမိတို့ကြိုက်တဲ့နေနဲ့ရှုမှတ်ပွားများအားထုတ်လို့ရပါတယ်ဒီ9မိနစ်အချိန်လေးကဒီလိုတရားမထိုင်ခဲ့ပဲပြီးပြောက်ကုန်သွားမှာပါဒီတော့အမျက်ဆုံးအလုပ်ကိုလုပ်နေရတယ်လို့သဘောပေါက်ပြီးတော့ဒီ9မိနစ်ကလေးကိုစိတ်ပါလက်ပါကြိုးစားစေချင်ပါတယ်မိမိတို့အားထုတ်နေကြရှိတယ်ဆိုရင်လည်းအားထုတ်နေကြနေအတိုင်းအားထုတ်ပါအားထုတ်ဖူးတဲ့အားမထုတ်ဖူးသေးတဲ့ပုဂ္ဂိုလ်တွေပါမယ်ဆိုရင်လည်းဦးဇင်းတို့ပြောတဲ့နေအတိုင်းအားထုတ်ကြည့်ပါအားထုတ်ဖူးတဲ့ပုဂ္ဂိုလ်တွေကလည်းဦးဇင်းတို့နေကိုစမ်းနေတယ်ဆိုရင်လည်းဦးဇင်းတို့ပြောတဲ့အတိုင်းကြိုးစားကြည့်ပါမိမိတို့ရဲ့စိတ်ကိုနာသီးပြားကိုအာရုံပြုပါဝင်လေကလေးဝင်နေတာရှိတယ်ထွက်လေကလေးထွက်နေတာရှိတယ်ဝင်တဲ့နောက်ကိုစိတ်မလိုက်ပါနဲ့ထွက်လေလေးထွက်သွားတဲ့နောက်ကိုစိတ်မလိုက်ပါနဲ့ဝင်လေလေးနဲ့နာသီးပြားတင်နေရဟာဝင်တိုင်းထိပြီးတော့ဝင်သွားပါလိမ့်မယ်ထွက်လေလေးထွက်တိုင်းနာသီးပြားတင်နေရနဲ့ထိခိုက်ပုတ်တက်ပြီးတော့ထွက်သွားပါလိမ့်မယ်အဲ့ဒီလိုဝင်လေဝင်တိုင်းထိမယ်အဲ့ဒီထိတဲ့သဘောကိုသိအောင်ကြိုးစားမယ်ထွက်လေထွက်တိုင်းထိမယ်ထိတဲ့သဘောကိုထိတဲ့သဘောလေးအတိုင်းအရှိအတိုင်းလေးသိအောင်ကြိုးစားမယ်ဝင်တိုင်းထိတိုင်းသိထွက်တိုင်းထိတိုင်းသိကြိုးစားကြပါမြတ်စွာဘုရားကိုအမျက်ဆုံးသောအကျင့်ဖြင့်ပူဇော်နေတာပါဝင်တိုင်းထိတိုင်းသိထွက်တိုင်းထိတိုင်းသိဒီလိုသိနေတဲ့အချိန်လေးဟာအင်မတန်မြင့်မြတ်ပါလေအင်မတန်စင်ကြယ်ပါလေအင်မတန်တန်ဖိုးရှိပါလေဝင်တိုင်းထိတိုင်းသိထွက်တိုင်းထိတိုင်းသိအင်မတန်မြင့်မြတ်ပါလေ။ဘာကြောင့်မြင့်မြတ်တယ်လဲဆိုတော့လိုချင်မှုတွေဟူသောယုံညံ့တဲ့လောဘတွေဒီအချိန်မှာဖြစ်ခွင့်မရှိလို့မဖြစ်ပါဘူး။ဒါကြောင့်ယုံညံ့သောလောဘမရှိလို့မြင့်မြတ်တယ်လို့ဆိုရပါတယ်။ထိတာလေးကိုသိနေတဲ့အချိန်မှာမကျေနပ်မှုဒေါသတွေဟူသောယုံညံ့တဲ့တရားတွေဖြစ်ခွင့်မရလို့မဖြစ်ပါဘူး။
ဒါကြောင့်ယုံညံ့သောဒေါသမရှိလို့မြင့်မြတ်တယ်လို့ဆိုရပါတယ်ထိတာလေးကိုသိနေတဲ့အချိန်မှာတူဝီမှုမောဟတိဟူသောယုံညံ့တဲ့တရားမရှိလို့မြင့်မြတ်တယ်လို့ဆိုရပါတယ်အင်မတန်လည်းစင်ကြယ်ပါတယ်လောဘဒေါသမောဟညှဉ်းနှွမ်းကြောင်းတရားတွေမရှိလို့စင်ကြယ်တယ်လို့ဆိုရပါတယ်ဒါကြောင့်ထိတာလေးကိုသိနေရတဲ့အချိန်လေးဟာတန်ဖိုးဖြစ်လို့မရပါဘူးအခါတိုင်းနေကြအချိန်လေးတွေနဲ့မတူပါဘူးဘေးကအတန်တွေကြားလို့စိတ်မဖြစ်ပါနဲ့စိတ်တွေဘေးလွဲ့လို့လည်းစိတ်မဖြစ်ပါနဲ့ရှားသလောက်လေးကြိုးစားမယ်လက်ဖြစ်တဲ့အတွက်မှာစိတ်ဟာဂတိတသိမ်းဖြစ်ပြီးချုပ်တယ်လို့ကြားဖို့ပါတယ်ထိရလေးတစ်ထိလောက်သိတယ်ဆိုရင်လည်းကုသိုလ်ပေါင်းဂတိတသိမ်းလောက်ရပါတယ်ဒါကြောင့်ယုံကြည်တဲ့တရားတရားမြတ်စွာဘုရားကိုမျက်နှာစွာပူဇော်မယ်ဆိုတဲ့တရားတရားနဲ့အမြင့်မြတ်ဆုံးသောအလုပ်ဖြစ်တဲ့ဝင်လေထွက်လေထီတိုင်းသိအောင်ကြိုးစားပါဝင်တိုင်းထီတိုင်းသိထွက်တိုင်းထီတိုင်းသိအမြဲတမ်းမြင့်မြတ်ပါလေစင်ကြယ်ပါလေတန်ဖိုးရှိပါလေဣတိကသုံးပုံကိုအနှစ်ချုပ်ရင်ဘောဓိပက္ခိယတရား39ပါးရတယ်လို့ဆိုပါတယ်ဘောဓိပက္ခိယတရား39ပါးကိုအနှစ်ချုပ်ရင်လက်ခင်10ပါးရတယ်လို့ဆိုပါတယ်လက်ခင်10ပါးကိုအနှစ်ချုပ်ရင်သီလသမာဓိပညာဆိုတဲ့သိက္ခာ3ပါးရတယ်လို့ဆိုပါတယ်သိက္ခာ3ပါးကိုအနှစ်ချုပ်ရင်အပ္ပမာဒဆိုတဲ့တတိတရားတစ်ခုရပါတယ်ဒါကြောင့်ထိတာကိုသိနေတဲ့အချိန်မှာအပ္ပမာဒဆိုတဲ့တတိတရားဥရှိအင်မတန်ကြီးကျယ်မြင့်မြတ်တဲ့သိက္ခာ3ပါးလက်ခင်10ပါးဘောဓိပက္ခိယတရား39ပါးအားလုံးမြင့်မြတ်သောတရားတွေအကျုံးဝင်ပြီးတော့ထိုက်တဲ့အားလျော်စွာဖြစ်နေပါလေဒါကြောင့်နေနေရရအလို့မဟုတ်ပါဘူးဝန်တိုင်းထီတိုင်းသိထွက်တိုင်းထီတိုင်းသိကာယကံဝစီကံတောင်းကြမှုမရှိလို့သီလနဲ့ပြည့်စုံနေပါလေထိတာကိုသိနေတဲ့အချိန်မနောကံတောင်းကြမှုမရှိလို့သမာဓိနဲ့ပြည့်စုံနေပါလေထိတာကိုသိနေတဲ့အချိန်ထိတာကိုအမှန်တိုင်းသိတဲ့အတွက်ကြောင့်ပညာနဲ့လည်းပြည့်စုံနေပါလေဒါကြောင့်သီလသမာဓိပညာသိက္ခာ3ရပ်အကျင့်ကိုတစ်ပြိုင်တည်းထဲပါအောင်ကျင့်နေတာပါပညာရှိသောယောက်ျားမြတ်တို့ဒီသာလုံနိုင်တယ်လို့ချီးမွမ်းထားတဲ့အာနာပါနကမ္မထံစီးရဲနေခြင်းဖြစ်ပါလေဝင်တိုင်းထီတိုင်းသိထွက်တိုင်းထီတိုင်းသိအာနာပါနကိုစီးရဲရင်တတိပဋ္ဌာန်တရား၄ပါးပြည့်စုံတယ်လို့မြတ်စွာဘုရားအမိန့်ရှိပါတယ်တတိပဋ္ဌာန်တရား၄ပါးကိုပွားများရင်ဘုဇင်9ပါးပြည့်စုံတယ်လို့မြတ်စွာဘုရားအမိန့်ရှိပါတယ်ဘုဇင်9ပါးကိုပွားများရင်ဝိဇ္ဇာဝိမု ക്തി လို့ဆိုရတဲ့မဉ္ဇဉ်ပူဉ္ဇဉ်ကိုရနိုင်တယ်လို့မြတ်စွာဘုရားအမိန့်ရှိပါတယ်ဒါကြောင့်မဉ္ဇဉ်ပူဉ္ဇဉ်ရဲ့ရာခြင်းအကြောင်းတရားဝင်တိုင်းထီတိုင်းသိထွက်တိုင်းထီတိုင်းသိအင်မတန်တန်ဖိုးကြီးတဲ့လူပါအပေဆင်းရဲတန်လျာဆင်းရဲကလုံငင်းချမ်းသာတဲ့ရရှိနိုင်တဲ့အလုပ်ဖြစ်ပါလေဒါကြောင့်ဒီ9မိနစ်လေးအတွင်းမှာစိတ်ပါလက်ပါဝင်တိုင်းထီတိုင်းသိထွက်တိုင်းထီတိုင်းသိကြိုးစားတော်မူကြပါဝင်တိုင်းထီတိုင်းသိထွက်တိုင်းထီတိုင်းသိလုပ်ပြီးတော့မရှူပါနဲ့မဆိုင်ပါနဲ့ကိုယ့်ရဲ့အလုပ်ဟာထိတာကိုသိဖို့သာရင်ကိုယ့်အလုပ်ဖြစ်တယ်ပုံမှန်ရှူနေကြဆိုင်နေကြအတိုင်းလေးခန္ဓာကိုယ်ကိုတက်အနေထားလေးစိတ်ကလေးကိုကြည်ကြည်လင်းလင်းချမ်းချမ်းသာသာအေးအေးချမ်းချမ်းလေးထားပြီးတော့ထိတာကိုသိနေလို့ရှိရင်လိုရင်းအလုပ်ကိစ္စပြီးတယ်လို့နားလည်ပြီးတော့ဝင်တိုင်းထီတိုင်းသိထွက်တိုင်းထီတိုင်းသိကြိုးစားပါဘုရားယန္တာရိယသူတော်ကောင်းများအထက်ထက်ချီးမွမ်းတော်မူကြတဲ့လောကီချမ်းသာဒုက္ခတို့ထက်ချမ်းသာစေချမ်းသာမှဖြစ်တဲ့
နိဗ္ဗာန်ချမ်းသာကိုရှားစီတတ်တဲ့အလုပ်ကောင်းအလုပ်မြတ်ထူးမြတ်ဆုံးသောအလုပ်ကိုကြိုးစားနေတာပါ။ဒါအားလုံးဦးဇင်းတို့10မိနစ်ရှိပါပြီ။မြတ်စွာဘုရားကိုအမြဲတမ်းမြင့်မြတ်စင်ကြယ်သောသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာတည်းဟူသောအကျင့်မြတ်တို့ဖြင့်သိက္ခာ3ရပ်တို့ဖြင့်ပူဇော်ရပြီလေလို့ဝမ်းမြောက်ဝမ်းသာစိတ်ဖြစ်ကြရမယ်နော်တရားကြီးမိုင်းများဟုတ်လားအေးမိမိတို့အေယဝအေယထဘဝမှာပူပူလောင်လောင်ကြီးအမြဲတမ်းနေမသွားပဲနဲ့နားရခိုးရအေးချမ်းတဲ့အရှိတ်ကလေးကိုမိမိကိုယ်တိုင်ဖန်တီးပြီးတော့အဲ့ဒီစစ်မှန်တဲ့အေးချမ်းတဲ့အရှိတ်တရားရိပ်ဖရာရိပ်မှာဆက်လက်ပြီးတော့နားခိုနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပါဟုတ်လားတရားကောင်းစဉ်မှတ်မိသေးလားပါတဲ့တော့အတိနဲ့လေခြင်းသည်အမျက်ဆုံးဟုတ်လားအေးအဲ့ဒီတရားကိုဦးဇင်းတို့မေတ္တာပို့ပြီးတော့အဆုံးသတ်ပါမယ်နော်ဦးဇင်းတရားဟောတာတနာရီနဲ့မိနစ်20လောက်ကြာပါလေတရားထိုင်တာနဲ့ပါနေဆိုလို့ရှိရင်တော့ဦးဇင်းတို့တနာရီတနာရီကိုကြော်ကြော်ပဲချမ်းဟုတ်လားအေးအလုံးမေတ္တာပို့ပြီးတော့ဆုံးသတ်ကြရအောင်ဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတံသဗ္ဗဗုဒ္ဓံဒုဘာဝေနတရာဒုက္ခိဘဝတုတေဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတံသဗ္ဗဓမ္မာဒုဘာဝေနတရာဒုက္ခိဘဝတုတေဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတံသဗ္ဗသံဃာဒုဘာဝေနတရာဒုက္ခိဘဝတုတေတေတုမဂံတေတရားနာပိတ္တပေါင်းသူတော်ကောင်းတို့သာသာအလုံးသောတတဝအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းတေတုမဂံတေတရားနာပိတ္တပေါင်းသူတော်ကောင်းတို့သာသာအလုံးသောတတဝအနန္တတို့အားသာဝတိဝဒမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြဝန္တတမိမိတို့အိမ်မှာစောင့်ကြနေကြဝန္တတမိမိတို့ရက်ွက်မိမိတို့တာနာမိမိတို့ကဘာမှာစောင့်ကြနေကြဝန္တောနာမယနာကောင်းတာပေါင်းတို့ကလေးပဲဘယ်ခန္ဓုကောင်းစွာမသွေဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းတေတုမဂံသင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာသာအလုံးသောတတ္တဝအနန္တတို့အားသဗ္ဗဗုဒ္ဓ ानु ဘဝေနာကိမဝါလူသေးစုမကပွင့်တော်မူကြတယ်ဆိုသူတို့တော်ဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေသောအာတုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာ ानु ဘဝေနာမေလီယံဘူရိဒာနိဗ္ဗာန်ပရိယတိဟုဆိုသောစေတသောတရားတော်မြတ်တို့ရဲ့တကုတေသောအာတုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘဝေနာမေကတံလေးရောက်ပလတံလေးရောက်ဆိုသောရှေယောတော်ရိယသာရှင်မြတ်တို့နှင့်တကွတေလာဘုံသမာဓိဘုံပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့တကုတိသံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေသောအာတုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေခမဆိုင်ခြင်းရှိတိုင်းခြင်းရှိတိုင်းဒုက္ခိကိုစိတ်ကြပြချမ်းသာချမ်းသာရရှိကြကုန်သည်ဘဝတူကောင်းစွာမသိဖြစ်တော်မူကြပါစေတည်း